အားလုံးပဲမင်္ဂလာပါသွေးသူ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဆက်လက်ပြီးဖတ်ပြပေးမှာတော့ကြေးမုံဦးတောင်ရေးထားတဲ့ဘူနေဝင်းဇလန်းရှုပ်သမျှအပိုင်း၄ဖြစ်ပါတယ်ထုံးစံတိုင်းပဲစာကောင်းပေကောင်းနဲ့နားထောင်ခြင်းနဲ့ဆိုရင်တော့သွေးသူ YouTube channel ကို like နဲ့ subscribe လုပ်ထားလို့ရပါတယ်ခင်ဗျာရွေးကောက်ပွဲကျင်းပပြီးရင်ဆုံးဖြတ်ရခြင်းဘိုးနေဝင်းသည်အိမ်ဆောင်အစိုးရအဖြစ်မှပြန်မစင်းတော့ပဲရာသက်ပံစစ်အစိုးရတည်ဆောက်ရန်ကြီးစွာအားထုတ်ခဲ့သည်ရွေးကောက်ပွဲကိုတဖြည်းဖြည်းရွှေ့ဆိုင်ကကျင်းပခြင်းမပြုတော့ရန်အမျိုးမျိုးကြံစီခဲ့သည်ကျန်းကိုင်ကြီးအဖွဲ့ကိုလူဒန်းစားအဖွဲ့အဖြစ်အမာကန်ထား၍တိုင်းပြည်ကိုဆက်လက်အုပ်ချုပ်ရန်စီစဉ်တော်လဲကျန်းခိုင်ရေးအဖွဲ့သည်တကြံအမြောက်သာဖြစ်နေသည်စစ်ဗိုလ်ကြီးများကဖွဲ့စည်းသဖြင့်အစိုးရအလို့ကျပါဝင်ကြသောကြောင့်အဖွဲ့ဝင်ဦးရေများပြားတော့လဲဟန်ပြအဖွဲ့ဝင်များသာဖြစ်နေသည်လူတို့ကလည်းအိမ်ဆောင်စစ်အစိုးရကိုမုံတိလာလေပြီးတန်ရှင်းတဲ့ပမညာတာတို့ကလည်းစစ်အစိုးရစံညင်ရေးကိုအမျိုးမျိုးဝေဖန်၍ပွင့်ပွင့်လင်းလင်းရဲရင်စွာဟောပြောနေကြသည်တနေ့တွင်ပမညာတာအမတ်တခင်ချစ်မောင်ကရာဇဝင်သွင်းမိမိန်ကွန်းကြီးတစ်ခုကိုလွတ်တော်၌ပြောကြသည်သူကဝိဒူရဇတ်ဥပမာပြုသည်ကောရပြမင်းနဲ့ပမာသူတော်ဦးနုနဲ့ပုံနကဘလူးနဲ့တူတော်ဘူနေဝင်းတို့နှစ်ဦးချွေအံကစားသောအခါဘယင်ကရှုံးသဖြင့်ပညာရှိဝိဒူရအမတ်ကိုဘလူးလက်သို့အပ်ခဲ့သည်ဝိဒူရအမတ်ကိုပုံနကဘလူးကမြင်းတွင်ချီတုတ်ကတောင်စဉ်ခုနှစ်ထပ်ကိုဆိုင်း၍တောင်ဆွဲတောင်တို့များနှင့်တိုက်ခါနှိပ်စက်သည်မိမိတို့ပမာညတများနှင့်လူတို့မှာဝိဒူရအမတ်ကဲ့သို့သွေးအလူလူနှင့်ခံစားကြရကြောင်းဘလူးကရက်ဆက်ကြမ်းကြုတ်စွာညှင်းဆဲကြောင်းကိုဇက်ကြီးဆယ်ပွဲမှာဆရာတော်မင်းမှုဩဘာသာ၏ဘာသာရေးရတစာပေမှာအဖွဲ့အနှဲ့ကိုထက်ကွန်၍ပြောင်မြောက်စွာတင်စားပြောကြလေသည်စကားပြောကောင်းလားသဖြင့်သခင်ချစ်မောင်ဝိရူရသခင်ချစ်မောင်ဟုပွဲသိရတော်သည်ထိုမိန်ကုန်းကိုဗမာအတန်မှလွှင့်သဖြင့်ကြားရသူတနိုင်ငံလုံးမှလူကြီးကမိမိတို့ခံစားနေရသောဖက်စစ်တပ်နှိပ်စက်မှုများအတွက်မျက်ရည်မစင်နိုင်ပဲနားထောင်ပြီးမိန်ကုန်းကိုထောက်ခံကြသည်လွတ်တော်အစည်းအဝေးတစ်ခုလုံးမှာလည်းငြိမ်သက်သွားခဲ့တော်သည်မူလကရွေးကောက်ပွဲကျင်းပခြင်းမပြုဘဲရာတပ်ပံစစ်အစိုးရတည်ဆောက်ရန်လှုံ့ဆော်နေသည့်ဝန်ကြီးချုပ်ဗိုလ်ကြီးနေဝင်းသည်တခင်ချင်းမောင်ဤမိန်ကုန်းကိုနားထောင်ရင်အတီးတရားရကရွေးကောက်ပွဲကျင်းပပြီးရင်ဆုံးဖြတ်လိုက်သည်ဟုအတွင်းသတင်းများထွက်လာသည်သို့သောမြန်မာလူထုအားအတီးအလင်းအတိမပေးဘဲနှုတ်ပိတ်ထားခဲ့သည်1959ခုဇွန်လ9ရက်နေ့တွင်အိမ်ဆောင်အစိုးရဝန်ကြီးချုပ်ဗိုလ်နေဝင်းအိန္ဒိယသို့ခရီးထွက်ရာကလားသတင်းစာဆရာများကရွေးကောက်ပွဲကိုကျင်းပပေးပါပြီလို့ဟုဖိ၍မေးကြသဖြင့်ဘူနေဝင်းကရွေးကောက်ပွဲကျင်းပပေးမိမှာအမှန်ဖြစ်ပါသည်ဧပြီလထဲ၌ကျင်းပပါမည်ဟုဖြေခဲ့သည်ထိုပြေချချက်ကိုအကြောင်းပြုကမြန်မာလွတ်တော်အစည်းအဝေးတွင်အမတ်များကမေးခွန်းထုတ်ကြသဖြင့်နိုင်ငံခြားဌာနနှင့်တရားဝင်ဌာနဝင်ကြီးဦးချန်ထွန်းအောင်ကအထွေထွေရွေးကောက်ပွဲကြီးကို1960ဇန်နဝါရီလနောက်ဆုံးပတ်သို့မဟုတ်ဖေဖော်ဝါရီလပထမအပတ်တွင်ကျင်းပပေးပါမည်ဟုတရားဝင်ထုတ်ပေါ်သည်ကျင်းပမည့်ရွေးကောက်ပွဲကြီးအတွက်မဲဆန္ဒပေးခြင်းကိုတနေ့တည်းနှင့်ပြီးပြအောင်ကျင်းပမည်ဟုလည်းရှင်းပြ၏ရွေးကောက်ပွဲကျင်းပရန်ခိုင်မာသောကတိကိုရရှိသောအခါအမတ်မင်းများကတရားမျှတသောရွေးကောက်ပွဲဖြစ်မြောက်ရန်လိုအပ်ကြောင်းဗိုလ်နေဝင်းအိမ်ဆောင်အစိုးရကပတ်မလိုက်ပဲတမမျှတသောဒိုင်လူကြီးအဖြစ်ဆောင်ရွက်ရန်လိုအပ်ကြောင်းတို့ကိုအကျယ်တဝင့်ဆွေးနွေးကြပြီးအကြံပေးကြလေသည်နောက်ဆုံးတွင်ပြည်သူ့လွှတ်တော်အမတ်အထွေထွေရွေးကောက်ပွဲကြီးကို1960ပြည့်နှစ်ဖေဖော်ဝါရီလ6ရက်စနေနေ့တွင်တနိုင်ငံလုံးတစ်ချိန်တည်းကျင်းပပါမည်ဟုကြေညာပြင်ဆင်ရတော့သည်ရွေးကောက်ပွဲကျင်းပပြီးရင်ဆုံးဖြတ်ရသည့်အကြောင်းတစ်ခုရှိသေးသည်ဝန်ကြီးချုပ်ဟောင်းဦးနုကအနုနီးရောအကျန်းနီးပါအသုံးပြု၍ဗိုလ်နေဝင်းအိမ်ဆောင်အစိုးရကိုအပြည့်ပြတ်တိုက်ရန်စီစဉ်သည့်တရင်ကိုဗိုလ်နေဝင်းသိရှိသောကြောင့်နောက်ဆုတ်ပေးခြင်းလည်းဖြစ်သည်အကယ်၍ဦးနုကစစ်တပ်အစိုးရကိုအပြတ်တိုက်ပါလျှင်ထိုစဉ်ကလူလူ၏စိတ်ဓာတ်မှာအုံကြွနေပြီဖြစ်သဖြင့်စစ်တပ်ရှုံးမှတေးကြသည်ကိုဗိုလ်နေဝင်းကကောင်းစွာသိရှိသည်မိမိနောက်တွင်ရှိသောစစ်တပ်ကြီးအရေးသွေးနှင့်တပ်တိကိုလည်းဗိုလ်နေဝင်းကောင်းစွာသိရှိသည်ပြည်တွင်းစစ်တလျှောက်လုံးစစ်တပ်မှစစ်ဗိုလ်အများစုသည်ရန်သူမလာမီကတက်ဆုပ်၍ပြေးလေးရှိကြသည်ဦးနုကလည်းတပ်မတော်ဟုတိတ်တိတင်ထားသောစစ်တပ်အကြောင်းကိုကောင်းစွာသိရှိသည်ပြည်တွင်းစစ်ခေတ်ကဦးနုသည်တပ်ဦးသို့ကိုယ်တိုင်သွားခဲ့သဖြင့်စစ်ဗိုလ်များ၏တပ်တိကြောင်ပုံများကိုကိုယ်တွေ့မျက်မြင်တွေ့ခဲ့ရသည်နေမျိုးများတွင်ရှိသောစစ်တို့သည်ကရင်တဘုံကွန်မြူနစ်တဘုံနှင့်ရဲဘော်ပြူတဘုံဟူသောလက်နက်ကင်တဘုံ၃မျိုးတို့မှတစ်မျိုးမျိုးချီလာသည်ဟုသတင်းရသည်နှင့်မိမိတို့တပ်ဆွဲထားသည့်မြို့မှလျင်မြန်စွာထွက်ပြေးလေးရှိကြသည်စစ်ဗိုလ်တို့သည်နယ်မြို့များမှထွက်ပြေးရသည့်အခါများတွင်တဘုံတို့ဖောင်ဖြတ်ယူမည်ကိုတားဆီးရမည်ဟုအကြောင်းပြကငွေတိုက်များကိုဖွင့်၍ငွေများကိုယူဆောင်ကပြေးလေးရှိသည်စစ်ဗိုလ်များဖွင့်ယူသွားသည့်ငွေများသည်လည်းပျောက်ပြတ်သွားကြသည်တဘုံပေါက်သည်ဟုပင်ပြောကြသေးသည်မြို့ကြီးတစ်မျိုးမှဆုတ်ခွာလာသောစစ်ဗိုလ်ကြီးကရန်ကုန်တွင်ယာရန်အထက်လိုက်ကင်ပြီးမဂဇင်းတိုက်တီထောင်သဖြင့်စာရေးဆရာများပင်ယာရန်များဝေစုရသူတို့ရရှိကြသေး၏ဗမာတပ်မတော်သည် BIA ခေတ်ကအကျင့်များကိုကျင့်သုံးကြစေပင်
ရှိနေသည်စိတ်သက်ဖောက်ပြန်နေကြသည်ထိုအထဲတွင်စစ်ဗိုလ်များသည်နိုင်ငံသားတို့တွားရောက်ကစစ်တင်တန်းတက်ခွင့်ကိုသာရှေးရှုနေကြသည်ဦးနုကလည်းကောင်းစွာသိသည်မန်းကိုကရင်များသိန်းစဉ်ကဝင်ကြီးချုပ်ကိုယ်တိုင်သခိုင်းမြို့၌ရုံးထိုင်၍တပုံများကိုပြန်တိုက်ရန်ကိုကဲခဲ့သည်မုံရွာဘက်တွင်စစ်တပ်ကပြည်သည်ဖြင့်ရဲတပ်နှင့်အရက်သားအရာရှိများစုယုံကခုခံခဲ့ရသည်စစ်တပ်မှစစ်ဗိုလ်အများစုမှာတိုက်သူများမဟုတ်ပဲအပြေးတန်သူများသာဖြစ်ခဲ့သည်ကိုဦးနုသိသည်ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့်လူထုကပိုသိကြသည်လက်နက်မရှိသူကိုသာညှင်းဆဲတပ်ဖြတ်ခဲ့သည့်စစ်တပ်၏တပ်သည်ကိုသိကြသဖြင့်လူထုကစစ်တပ်ကိုယွန်ရှာနေကြသည်ထိုစဉ်ကလူထုကဒင်းတို့ဟာမကြောက်သို့တော့ဦးနုကအိမ်ဆောင်အစိုးရကိုပထမနီးအဖြစ်အနုနီးနဲ့တိုက်ရန်လမ်းစဉ်ချခဲ့သည်လက်ရွေးစဉ်တန်ရှင်းကောင်းဆောင်များနှင့်ညှိကငြိမ်းချမ်းစွာအာဏာဖီဆန်သောနီးနှင့်တိုက်ပွဲဆင်ရန်စီစဉ်ကြသည်အာဏာဖီဆန်၏တိုက်ပွဲတွင်အကြမ်းမဖက်ဖြစ်စေရန်စီကံတေဝရန်နှင့်တဘိုကြလင်တဘိုတက်ရန်ဗိုလ်လောင်းများစုဆောင်ပြီးတင်တန်းများဖွင့်၍ဒီမိုကရေစီတိုက်ပွဲနိုင်ငံရေးလမ်းစဉ်ကိုလျှို့ဝှက်လေ့ကျင့်ပေးခဲ့သည်ထိုအခါအင်းဆောင်အစိုးရကိုလက်နက်ကင်ပြီးတော်လှန်ပြရစေဟုအဖွဲ့ဝင်အချို့တို့ကဦးနုအားတင်ပြကြသည်ဗြိတိရှအစိုးရကိုအာဏာဖီဆန်ရတာလွယ်သည်ဗြိတိရှအစိုးရကလူထုဆန္ဒကိုလေးစားသည်ဥပဒေကိုစောင့်သိယူသည်အာဏာဖီဆန်သောလူထုကိုကြီးစွာအနေပြုမိမဟုတ်ဗမာစစ်တပ်သည်ဥပဒေကိုယိုသေးသူများမဟုတ်လက်နက်မပါသောလူထုကိုတပ်ဖြတ်မိမှတေးကြသည်သူတို့ကိုလက်နက်နှင့်ပြန်တိုင်းမှကြောက်မိဖြစ်သည်လက်နက်နှင့်သာပြန်တိုင်းပါကသူတို့ပေးကြမိမှတေးကြပါသည်ဟုတင်ပြကြသည်ဦးနုကလက်ခံပြီးအနုနီးတိုက်ပွဲအပြင်လက်နက်ကင်တော်လှန်ရေးကိုပါပြင်ဆင်သည်အင်အားစုသည်ဤသို့ဝန်ကြီးချုပ်ဟောင်းဦးနုကစီစဉ်နေသည်ကိုဗိုလ်နေဝင်းသိသောအခါလူထုကစစ်တပ်ကိုမုန်းတီးမှုပြင်းထန်နေခြင်းဖြစ်သည်ဖြင့်စစ်တပ်ရှုံးနေမည်ကိုသိသောကြောင့်လူထုလိုလားသောရွေးကောက်ပွဲကိုကျင်းပပေးပါမည်ဟုရက်ချင်းပေးကခြေလန်းတလန်းနောက်သို့ဆုတ်ပေးခဲ့သည်ဗိုလ်နေဝင်းကနောက်ဆုတ်ပေးခဲ့သည်မှာမှန်၏အာမတန်မှန်မလျှော့ပဲစစ်တပ်ကရွေးကောက်ပွဲကျင်းပခြင်းမပြုပါကလူထုအင်အားနှင့်စစ်တပ်ပြည့်ရပေမည်မှာမုတ်ချဖြစ်သည်ထိုစဉ်ကစစ်တပ်ပြုတ်လင်စစ်ဝါဒနလန်ထူနိုင်မည်မဟုတ်ပေယခုရွေးကောက်ပွဲကျင်းပပေးရန်မကြေညာ၍ပြင်ဆင်ရစေကမူဗိုလ်နေဝင်းကနေသေးသဘခြုံတဲ့ကချိုသွေးသမျှမျှဟူသောစကားပုံကဲ့သို့ချိုတွေးနေခဲ့သည်စစ်တပ်သည်ရွေးကောက်ပွဲကျင်းပပေးရစေကမူစစ်တပ်ကမကြိုက်သူများလက်မခံနိုင်သူများကိုလူထုကမဲဆန္ဒနဲ့ရွေးကောက်တင်မြှောက်လျင်စစ်တပ်ကတမျိုးတစ်ဖုံတုံ့ပြန်မည်ဟုလျှို့ဝှက်အမိန့်ထုတ်ခဲ့သည်1959ခုနိုဝင်ဘာလ1ရက်နေ့စွဲနှင့်စာအမှတ်165မြင်းဆောင်အဆရမြင်းဆောင်စဆရကိုတပ်မတော်ကြီးရေလေအရာရှိများထံပေးပို့ခဲ့သည်ဤအမိန့်ကိုရရှိကြောင်းရရှိအားလုံးကစာပင်ရမည်ညွှန်ကြားချက်နှင့်ဒုကာကွယ်ရေးဦးစီးချုပ်ထိုးစင်ကဗိုလ်မှူးကြီးအောင်ကြီးကိုစားဗိုလ်မှူးကြီးတဦးကလက်မှတ်ရေးထိုးအောက်ပါအတိုင်းထုတ်ပြန်ခဲ့လေသည်လျှို့ဝှက်ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရကာကွယ်ရေးဝန်ကြီးဌာနကာကွယ်ရေးဦးစီးချုပ်ရုံးကြီးအထွေထွေရွေးကောက်ပွဲနှင့်ဆက်လင်းရေးတတိကြီးစွာဖြင့်လှုံ့ဆော်ရမည့်အချက်များနှင့်ရှောင်ကျဉ်ရမည့်အချက်များကိုထုတ်ပေါ်ညွှန်ပြသည့်အမိန့်ရည်ရွယ်ချက်1ဤအမိန့်ထုတ်ဆင့်ရခြင်းရည်ရွယ်ချက်မှာအဖြစ်နိုင်ဆုံးတရားမျှတသောအထွေထွေရွေးကောက်ပွဲဖြစ်စေရန်နှင့်တပ်မတော်ကရရှိနေသောပြည်သူလူထု၏ယုံကြည်လေးစားမှုကိုဆက်လက်ရရှိနေရန်ဖြစ်သည်စင်ကျင်သုံးသပ်ရန်အရေးကြီးသည့်အချက်များနှင့်ပြည်သူလူထုအများစုသည်ဒီမိုကရေစီတွင်ခေတ်နောက်ကျလျက်ပင်ရှိသေးသည်အရှိအဝေးကိုဝေဖန်နိုင်သောရှိသောလူထုမဟုတ်သေးချေပြောတတ်လျင်ယုံလွယ်သည်မိမိပြောက်ပြောက်လည်းနေတတ်ကြသည်မုန်းလွယ်ချစ်လွယ်တတ်တဲ့အတိတ်တွင်အဘယ်မျှပင်အပြစ်တွေအမှားတွေတွေ့ရှိခဲ့စေကျူးလွန်ခဲ့စေကမူမျက်စိရှိတွင်အဖိနှိပ်ခံလာရသည်ကိုမြင်လာလျင်ဖြစ်စေမတရားမှုအပြုခံရသည်ဟုထင်လာကြလျင်ဖြစ်စေထိုခံရသူများဘက်သို့ဂယုဏတက်၍သိမ်းညွတ်တတ်သည်ရံပန်ရံကားတွင်လည်းအာဏာပြလွန်းသောအာဏာပိုင်များအားအရွယ်တိုက်လေရှိသည်3ပြီးခဲ့သောတပ်မတော်ညီလာခံ၌ရွေးကောက်ပွဲနှင့်ဆက်လင်း၍ပြောကြားချက်များကိုနောက်ဆက်တွဲအဖြစ်ပူးရဲဖော်ပြထားသည်လှုပ်ဆောင်ရမည့်အချက်များ4တပ်မတော်အရာရှိအရာခံအကြက်သားတိုင်းသည်အောက်ပါအတိုင်းလှုပ်ဆောင်ကြရမည်1တဦးချင်းစီအနေဖြင့်မိမိမဲဆန္ဒကိုမိမိကြိုက်သောအမတ်လောင်းကိုမဲပေးပါ2မိမိနိုင်ငံရေးအယူအဆကိုမိတ်ဆွေအချင်းချင်းပြောဆိုဆွေးနွေးနိုင်တော့လေဓမ္မဒိဋ္ဌံကြကြတင်ပြဆွေးနွေးခြင်းပြုပါတစ်ဖက်သက်ဖိနှိပ်၍ချင်းချောက်ပြောဆိုခြင်းမျိုးကိုမလုပ်မိရန်သတိထားရမည်3ပြောဆိုဆွေးနွေးသင့်မှသာလျှင်ပြောဆိုဆွေးနွေးရမည်မှန်မှန်ကန်ကန်နီးလန်းပြပါပြောဖန်များလာလျှင်နားခါတတ်သည်နားညည်းတတ်သည်ကိုသတိပြုရမည်လေပြည်သူလူထုထောက်ခံမှုနှင့်ယုံကြည်လေးစားမှုကိုထာဝစဉ်ရရှိနေအောင်အမြဲတမ်းတရားသဖြင့်ဆောင်ရွက်နေကြောင်းလူထုယုံကြည်မှုရအောင်ကြင့်ကြံနေထိုင်ရမည်ငါတပ်မတော်၏ဂုဏ်သိက္ခာနှင့်အညီစီးလုံးညီညွတ်စွာနေကြရမည်6အရာရာတွင်တပ်မတော်၏ရေရှည်အကျိုးစီးပွားကိုသာအဓိကထားကြရမည်ခုနှစ်ရွေးကောက်ပွဲနဲ့ဆက်လျင်း၍လှုပ်ရှားကိုမလုံမီနဲ့လှုပ်ပြီးနောက်ပါတီအတွက်တစ်ဖက်တည်းကြီးမတရားသဖြင့်လှုပ်ပေးနေမိသလားဟူသောမေးခွန်းကိုကိုမေးပါရှစ်နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကိုမိမိမျက်စံကဲ့သို့စောင့်တိတ်မှာဖျက်ဆီးသူများပေါ်လာရင်မညာမတာချေမုန်းပြကြရမည်ရှောင်ကျဉ်ရမည်အချက်များအောက်ပါတို့ကိုလုံးဝရှောင်ကျဉ်ရမည်ဒီမိုကရေစီကို
ပျက်စီးစေမည်အပြောဆိုအပြုမှုများကိုရှောင်ရှားရမည်နှစ်မြည်သည့်နိုင်ငံရေးလှုပ်ရှားမှုတွေမှာမပါပါနှင့်သုံးနိုင်ငံရေးပါတီများ၏ခူလုံးဘဝသို့မကြရောက်စေနှင့်လေးမြည်သည့်နိုင်ငံရေးပါတီဘက်ကမှမပင်းပါနှင့်ငါအသင်းအရမမဲဆွဲသောအပြောဆိုနှင့်အပြုမှုကိုရှောင်ကျဉ်ရမည်6တပ်မတော်၏စေတနာနှင့်အမြင်များသည်မိများပင်မှန်ကန်နေပါစေထိုစေတနာနှင့်ထိုအမြင်များအတိုင်းပြုလုပ်ဆောင်ရွက်ရာတွင်ပြည်သူတို့အမြင်နှင့်စန့်ကျင်သောလုပ်ဟန်များမဖြစ်စေရခုနှစ်လက်နက်နှင့်ငြိမ်းချမ်းမှုမျိုးကို၎င်းတွေ့ဝသောချင်းချောက်မှုမျိုးကို၎င်းလုံးဝမရှိစေရန်တိကျစွာရှောင်ကျဉ်ကြရမည်ရှစ်နားကြီးအောင်ပြောဆိုခြင်းကိုရှောင်ကျဉ်ကြရမည်ကိုအမတ်လောင်းများတရားဥပဒေကိုချိုးဖောက်ခြင်းမရှိသည့်မိသည့်အနောက်ရှက်မျိုးမှမပေးရရွေးကောက်ပွဲမဝင်ရဟု၍မပြောဆိုရပြက်ကွက်လင်ကြားရောက်မိအရာအန္တရာယ်များ6အဆိုပါလှုပ်ဆောင်ရမည့်အချက်များနှင့်ရှောင်ကျဉ်ရမည့်အချက်များတွင်ပြက်ကွက်လင်ကြားရောက်မည့်ဘေးအန္တရာယ်များသည့်အောက်ပါအတိုင်းတထစ်ချဖြစ်လိမ့်မည်ဟုတပ်မှုတိုင်းသိမြင်ထားကြရမည်တပ်မတော်လည်းဤပုတ်ထဲမှာဤပဲဟုမြင်ထင်မြင်လာပြီးနီးရတာကိုအာကုလိုစိတ်ပေါ်လာလိမ့်မည်ဤသို့ဖြစ်ရင်တရားဥပဒေစိုးမိုးရေးပျက်စီးမည်နှင့်တပ်မတော်သည်ဒီမိုကရေစီကိုဖျက်ဆီးသူတရားခံဖြစ်မည်ရာဇဝင်တွင်ခြေဖြတ်၍မရသောအမဲဆက်ကြီးထင်ရမည်နောင်အဖက်ဆယ်၍ရနိုင်မည်မဟုတ်ပြည်သူတို့ယုံကြည်ခြင်းမှကင်းဝေးမည်ပြည်သူတို့ကတပ်မတော်ကိုမြည်သည့်အခါမှယုံကြည်တော်မည်မဟုတ်ပေ3တပ်မတော်အတွင်းတွင်လည်းလူကြီးများအပေါ်လူငယ်များကအယိုသေးတန်လာမည်နိုင်ငံရေးပါတီတစ်ခုခုဤခုလုံးလောက်ခံရခြင်းထက်ဤအတိုင်းပဲဆက်လက်အုပ်ချုပ်သွားခြင်းသည်ပို၍ကောင်းသေးသည်ဟုချင်းသဘောထားကွဲလွဲလာလိမ့်မည်နောက်ဆုံးတွင်တပ်သားကအကြက်ကိုမယိုသေးအကြက်ကအရာရှိကိုမယိုသေးဖြစ်ပြီးတပ်မတော်သည်ရစရာမရှိအောင်ပျက်စီးပြိုကွဲသွားလိမ့်မည်4ဤခေတ်ဤခါမျိုး၌ပင်ချင်းချောက်မှုရှိနေသေးတယ်။နောင်ဘယ်သောအခါမျှချင်းချောက်မှုကင်းသောရွေးကောက်ပွဲသည်ဖြစ်နိုင်တော့နည်းဟု၍ပြည်သူအများ၌အရှုံးပေးလိုက်သောစိတ်မျိုးဖြစ်ပေါ်၍နိုင်ငံတော်၏အနာဂတ်ဒီမိုကရေစီကိုမရှုမလှကြီးဖုတ်တွင်းတကြိုပြီးဖြစ်လိမ့်မည်မစိုးရိမ်နှင့်ခုနှစ်အကယ်၍ဖွဲ့စည်းပုံဥပဒေကိုထိပါဖျက်ဆီးပြသူများကိုတိုင်းပြည်ကအကြောင်းကြောင့်ရွေးကောက်တင်မြှောက်မိလေတော့တပ်မတော်သည်စိုးစည်းမြမစိုးရိမ်မတုံလို့တင်ကြီးထိုအခါမျိုးတွင်အခြေအနေကိုရဲဝံ့စွာရင်ဆိုင်ဖြည့်ရှင်းသွားကြရန်သာရှိသည်တိုက်ပွဲပေါင်းမျိုးစုံအမြောက်အများကြားထဲမှာပေါက်ပွားကြီးရလာတော့တပ်မတော်သည်အတိတ်ကလည်းအောင်ခဲ့ပြီးအနာဂတ်တွင်လည်းအောင်လိမ့်မည်သာဖြစ်သည်ဟုတတိကျယုံကြည်စိတ်ချထားရမည်အမိန့်တည့်ရလုံးသည်တန်ရှင်းသောရွေးကောက်ပွဲဖြစ်စဉ်အချက်များကိုရေးသားသည့်ဆိုစေကမူတပ်မတော်ခေါင်းဆောင်များကတန်ရှင်းများပါမညတ်တာများကိုသာမကတီမြဲတို့ကမလိုလားသည့်လေသများတွေ့မြင်ကြရသည်နောက်ဆုံးအပိုက်သည်ဘိုနေဝင်းနှင့်စစ်ကောင်းဆောင်များ၏ခံယူချက်ဖြစ်လေသည်ဤနောက်ဆုံးပိုက်တွင်ပါရှိသောတပ်မတော်ကလက်မခံသူများကိုလူထုကရွေးကောက်တင်မြှောက်လင်တပ်မတော်ကဖြည့်ရှင်းမည်ဆိုသည့်စကားပိုက်တွင်တပ်မတော်သည်လူထုတင်မြှောက်သူများကိုနှစ်သက်မှုမရှိကဖယ်ရှားမည်ဆိုပြီးလျှို့ဝှက်ဆုံးဖြတ်ထားသည်ကိုတိတာထင်ရှားစွာမြင်တွေ့ရပေ၏မိတို့ဆိုစေရွေးကောက်ပွဲကိုကျင်းပပေးရမည်ဖြစ်ပြီးဘိုနေဝင်းအဖို့ဝင်ကြီးချုပ်ရာသီမှထွက်ပေးရန်တေချာသောအခါတမိုင်းတွင်နာမည်ကောင်းတင်သည်ကိုလိုချင်သောကြောင့်တရုတ်ပြည်သို့အစောတန်လျင်သွားကတရုတ်ဗမာနယ်နိမိတ်သဘောတူချက်စာချုပ်ကိုမြန်မာနိုင်ငံ၏ဝင်ကြီးချုပ်အဖြစ်လက်မှတ်ထိုးခဲ့လေသည်တရုတ်ဗမာနယ်ခြားပြဿနာမှာရာဇဝင်တလျှောက်ဖြစ်ပေါ်ခဲ့သည့်အမှုဖြစ်သည်ချန်ကီရှိတ်ဂူမင်တန်ခေတ်ကရောကွန်မြူနစ်တရုတ်အစိုးရခေတ်တွင်မှာအကြောင်းကိစ္စရှိသဖြင့်မြေပုံကိုကိုးကားရန်ကိစ္စကြုံတော့အခါတရုတ်ဘက်ကတင်ပြသည့်မြေပုံနှင့်မြန်မာကလက်ခံထားသည့်မြေပုံတို့မှာတူညီခြင်းမရှိသည်ကိုတွေ့ကြရလေသည်တရုတ်မြေပုံတွင်မြစ်ကြီးနားနယ်တဝက်ကိုတရုတ်ပိုင်မြေဟုဖော်ပြထားသည်အိန္ဒိယတရုတ်နယ်ကြားမြင်းကျောင်းမှာလည်းအလားတူဖြစ်ခဲ့သည်18ရာစုခေတ်ကအင်္ဂလိပ်များသိမ်းပိုက်စဉ်တွင်အင်္ဂလိပ်တို့ကတရုတ်မြေများကိုဖဲ့ယူသည်ဟုတရုတ်တို့ကဆွဆွဲခဲ့သည်အိန္ဒိယနှင့်မြန်မာနိုင်ငံလွတ်လပ်သောအခါတရုတ်တို့ကရှေးခေတ်မြေပုံတိုင်းပုံသေးခံယူသဖြင့်ပြဿနာပေါ်လေးရှိသည်ဥပမာ1956ခုနှစ်ဝန်ကြီးချုပ်ဦးဘဆွေလက်ထက်ကတရုတ်စစ်သား1500ခန့်မြန်မာနယ်မြေဝါပြည်နယ်တွင်သို့ဝင်ရောက်တပ်ဆွဲခဲ့သည်တရုတ်ပြည်ဗဟိုအစိုးရကမိမိတို့မသိပါဟုဆိုသည်မြန်မာနယ်စပ်ရှိတရုတ်နယ်မြေမှာတရုတ်အာဏာပိုင်တို့ကထိုဒေသကိုသူတို့၏နယ်မြေအဖြစ်ယူဆခဲ့၍ပြဿနာပေါ်ခဲ့ရသည်ထို့သို့ဖြစ်ပွားပြီးနောက်ရက်အနည်းငယ်အတွင်းနယ်စပ်ကိစ္စဆွေးနွေးရန်တရုတ်ကောင်းဆောင်များကဖိတ်သဖြင့်ဝန်ကြီးချုပ်ဟောင်းဦးနုလည်းဖဆပလအဖွဲ့ဥက္ကဋ္ဌအဖြစ်တရုတ်ပြည်သို့သွားခဲ့သည်ဝန်ကြီးချုပ်ချောင်နှင့်ဆွေးနွေးကြသောအခါချောင်ကရှေ့လွှားသာမပြောဘဲတူတူနှင့်ရှင်းရှင်းတင်ပြသည်မြောက်ပိုင်းမြန်မာတရုတ်နယ်စပ်ကိုမက်မဟွန်မြင်းချောင်းအတိုင်းတရုတ်အစိုးရကလက်ခံပါမည်ဟုစကားကြိခံပြီးနောက်တရုတ်တို့ကလိုလားချက်နှစ်ရပ်ကိုပြောပြသည်မြန်မာနယ်စပ်မြင်းကိုယခုတရုတ်ပြည်ကလက်ခံစေကမူ1913ခုနှစ်ကတရုတ်နယ်မြေဖြစ်သောဖီမော်ဂေါ်လန်နှင့်ကန်ဖန်အမည်ရှိရွာ300ကိုအင်္ဂလိပ်တို့ကဖဲ့ယူ၍ကချင်ပြည်နယ်မြေထဲထည့်ခဲ့ပါသည်ထိုစဉ်ကနေချက်အင်္ဂလိပ်ကိုဆန္ဒပြပွဲများနှင့်တရုတ်လူတွေကကန့်ကွက်သည်မိမိကိုယ်တိုင်ကျောင်းသားတအုပ်ဖြစ်ကန့်ကွက်ဆန္ဒပြပွဲပါဝင်ခဲ့ပါသေးသည်ထိုရွာ300ကိုပြန်ပေးစီလိုပါသည်ထို့ပြင်အင်္ဂလိပ်တို့ကနန်ဝမ်လမ်းကြောင်းနယ်မြေကိုသိမ်းယူ
ပါသေးသည်အပိုင်သိမ်းခြင်းမဟုတ်အမြဲတမ်းငားသည်ဆိုပါသည်အင်္ဂလိပ်တို့ကတစ်နှစ်ကျပ်တစ်ထောင်ပေးမည်ဟုကာငားတော့လေတရုတ်တို့ကငွေလက်မခံသဖြင့်တရုတ်မြေဖြစ်ပါသည်ယခုကထိုမြေပေါ်တွင်ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်ဆက်သွယ်သောလမ်းကြီးဖောက်ထားတဲ့ဖြင့်မြန်မာအစိုးရကပြန်ပေးလို့မည်မဟုတ်ပါထို့ကြောင့်အငှားဆိုသောမြေကိုမြန်မာအပြည်သို့အပိုင်ပေးပါမည်ထိုမြေအစားဝနယ်မြေတွင်မှပန်းဟန်နှင့်ပန်းလောမြေကိုလဲလှယ်ရယူပါရစေဟုချောင်းကတင်ပြလေသည်မတ်မဟွန်နယ်နမိတ်မြင်းမှာ1913ခုနှစ်ကအင်္ဂလိပ်ဆိုရနှင့်တိဘက်ပြည်တို့ဆွေးနွေးရသဘောတူကြသောမြင်းချောင်းဖြစ်သည်အင်္ဂလိပ်တမန်ဆာဟင်ရီမက်မဟွန်ကိုအမိပြု၍မက်မဟွန်မြင်းချောင်းဟုခေါ်ဝေါ်ကြသည်ထိုစဉ်ကတိဘက်ပြည်နယ်မန်ချူးမင်းဆက်ကြာဆုံးချိန်တွင်တီးခြားပြည်နယ်တည်ထောင်ထားစေကမူတရုတ်ပြည်နယ်မြေသာဖြစ်သည်တိဘက်တို့တွင်နယ်နိမိတ်စာချုပ်ချုပ်ခွင့်မရှိဟုနယ်စပ်ဆွေးနွေးပွဲတက်တော့တရုတ်ပြည်မှအစိုးရကကန့်ကွက်ပြီးညှင်းဆိုခဲ့သည်ဤရည်တည်ချက်ကိုဆွဲကန်သဖြင့်ထားသဖြင့်1962ခုနှစ်ကတရုတ်အိန္ဒိယနယ်စပ်ပရိပခဖြစ်ခဲ့သေးသည်တရုတ်ပြည်ကလက်မခံအစဉ်တစိုက်ညှင်းခဲ့သောနယ်နိမိတ်ကိုတဘောသူလက်ခံသည်မှာကောင်းသောလိုက်တော်မှုဖြစ်သည်ကျန်နယ်မြေကိစ္စမှာရွာနှင့်လမ်းလဲလှယ်သည့်သဘောဖြင့်ဖြစ်သဖြင့်တရားမျှတသောအဆိုပြုချက်ဖြစ်သည်ဟုယူဆကဦးနုကသဘောတူခဲ့လေသည်ထိုစဉ်ကဝန်ကြီးချုပ်ဥပဆွေဤဝင်ကြီးအဖွဲ့ကလည်းသဘောတူခဲ့၏ထို့သောဖဆပလဥက္ကဋ္ဌဦးနုနှင့်ဖဆပလဝန်ကြီးချုပ်ဥပဆွေတို့မှနယ်နိမိတ်စာချုပ်ကိုလက်မှတ်ရေးထိုးခြင်းမပြုနိုင်ခဲ့ပေကချင်ပြည်နယ်ခေါင်းဆောင်ဦးဇန်ထားစဉ်ကပြည်နယ်အတွင်းရှိရွာ300ကိုပြန်မပေးနိုင်သဘောမတူနိုင်ကန့်ကွက်သဖြင့်စိုင်းထားခဲ့ရလေသည်ထို့သောသဘောတူညီထားတွေကိုသိရှိသောဗိုလ်နေဝင်းကဝန်ကြီးချုပ်ရာတွေကိုလွှဲပြောင်းမပေးရမီတွင်မိမိအားဖိတ်ပါဟုတရုတ်အစိုးရထံတောင်းဆိုကာတွားရောက်ခဲ့လေသည်ဖဆပလဥက္ကဋ္ဌဦးနုနှင့်ဝန်ကြီးချုပ်ဥပဆွေသဘောတူထားသောစာချုပ်မူကြမ်းကိုစာတစ်လုံးမှမပြင်ဘဲလက်မှတ်ထိုးပြီးတရုတ်မြန်မာစာချုပ်ကိုချုပ်ဆိုသည်တရုတ်နယ်စပ်ကိစ္စသည်သူ၏လက်ရာဖြစ်သည်ဟုအမှတ်ယူခဲ့သည်မူလဒီမိုကရေစီအစိုးရ၏ခေတ်ကကန့်ကွက်သည်ဆိုတော့ကချင်ပြည်နယ်ခေါင်းဆောင်ကိုလည်းညှိနှိုင်းခြင်းမပြုခဲ့ပေထို့ပြင်မပြီးမပြတ်ဖြစ်နေသောရှမ်းစော်ဘွားများအာဏာစွန်ရင်ကိုလည်းမိမိ၏လက်ထက်၌ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခဲ့သည်ဟုဗိုလ်နေဝင်းကအမှတ်ယူခဲ့သည်မြန်မာပြည်တော်စုကြီးလွတ်လပ်သောကာလသို့ရောက်သောအခါတွင်ရှမ်းစော်ဘွားတို့မှမူလရှိပြီးသောပြည်နယ်ကိုအုပ်ချုပ်ခွင့်အာဏာအခွန်ကောက်ခွင့်အာဏာနှင့်တရားစီရင်ခွင့်အာဏာအပြင်လူထုကရွေးကောက်တင်မြှောက်သူများမဟုတ်ပါဘဲနှင့်လွတ်တော်အမတ်များအဖြစ်ဥပဒေပြုပိုင်ခွင့်အာဏာကိုပါရှင်ပြိုင်ရရှိနေခဲ့သည်ထိုနှစ်ထပ်ကွန်းအာဏာကိုစွန့်လွှတ်ရမည်ဟုရှမ်းလူထုကပြင်းထန်စွာလှုပ်ရှားတောင်းဆိုခဲ့ကြသည်ရှမ်းစော်ဘွားများကလည်းအာဏာစွန့်ရန်အတွက်ရော်ကြေးပေးရမည်ဟုတောင်းဆိုသည်ဖြင့်ရော်ကြေးကျပ်350ပြီးရင်1956မှာလွတ်တော်တွင်ဆုံးဖြတ်ခဲ့သည်တပတ်နောက်ထပ်ကျပ်350ထပ်လောင်းဆုံးဖြတ်သည်ဖဆပလဒီမိုကရေစီအစိုးရကစုစုပေါင်းကျပ်တဂရီပေးရန်ဆုံးဖြတ်စီစဉ်ခဲ့လေသည်သို့သောစော်ဘွားများငွေပို၍တောင်းမြန်ခြင်းနှင့်ပြည်တွင်းစစ်မီကြောင့်ရှမ်းပြည်နယ်မှာစစ်အုပ်ချုပ်ရေးအောက်သို့ရောက်ရှိနေခြင်းတို့ကြောင့်ဖဆပလအစိုးရအဖို့မပြီးမပြတ်မလုံနိုင်ပဲဖြစ်ခဲ့ရသည်ဆိုင်းငံ့နေခဲ့ရသည်အိမ်ဆောင်အစိုးရခေတ်တွင်ဝန်ကြီးချုပ်ဗိုလ်ချုပ်နေဝင်းကစေးဆက်ရာမှာရော်ကြီးစုစုပေါင်းကျပ်2ဂရီနှင့်ကျပ်4တန်းကိုကျပ်4တန်းနှင့်ဈေးတက်ကြလေသည်ထိုအချိန်ကကော်ဖီတစ်ခွက်5ပြားနှုန်းသာရှိသည်ဖြင့်စော်ဘွားကြီးများကဗိုလ်ချုပ်နေဝင်းပြီးသောဈေးသည်အရတော်သောကြောင့်လျင်မြန်စွာလက်ခံကြသည်လွှတ်တော်တွင်လိုအပ်သောဥပဒေများပြုလုပ်ရန်1959ခုဧပြီလ24ရက်နေ့ကစော်ဘွား33ဦးတို့ကလက်မှတ်ရေးထိုး၍အာဏာစွန့်ခဲ့ကြလေသည်ကျိုင်းတုံစော်ဘွားတဦးတည်းသာကျပ်5တန်းခန့်ရှိသည်ရန်ကုန်မြို့ရှိမြေကောင်းအိမ်ကောင်းများဈေးနှုန်း2ဆတက်သွားခဲ့သည်ဗိုလ်နေဝင်းသည်ဖဆပလဒီမိုကရေစီလွှတ်တော်ကဆုံးဖြတ်ထားသည့်ရော်ချင်းငွေ2ဆခွဲကတိုးတက်သည်မှာရရောလွန်းသည်ဟုသတင်းစာများကဝေဖန်ခဲ့ကြသည်ဗိုလ်နေဝင်းသည်သူ၏လက်ထက်၌ပြဿနာပြေလည်သည်ဟုတမိုင်း၌အသားယူလိုသည်ဖြင့်တိုင်းပြည်ငွေကိုဖြုံးတီးခြင်းသာဖြစ်၏မဲပေးသူကိုတနက်နှင့်ချိန်ရွယ်သောရွေးကောက်ပွဲပြည်သူတို့အာဏာဟုဆိုအပ်သောလူထုကဆန္ဒမဲပေးရသည့်ရွေးကောက်ပွဲစနစ်ကို1889ခုနှစ်ကမြန်မာများရရှိ၍ဒီမိုကရေစီအရသာကိုစတင်ခံစားခဲ့ရလေသည်အင်္ဂလိပ်အစိုးရကမြန်မာပြည် Municipal Act ဥပဒေကိုအတည်ပြုသဖြင့်မြို့42မြို့တို့တွင်မြို့ပြစီပင်းလုပ်ငန်းများအတွက်ဆောင်ရွက်မိလူကြီးများကိုမြို့ရွာလူထုကရွေးကောက်တင်မြှောက်ခွင့်ရရှိခဲ့သည်မှစတင်ခဲ့သည်1923ခုနှစ်တွင်ဒိုင်ယာဂီအုပ်ချုပ်ရေးစနစ်အရအမတ်130ပါဝင်သောဥပဒေပြုလွှတ်တော်ကိုဖွဲ့စည်းရာအမတ်89ဦးကိုလူထုကရွေးကောက်တင်မြှောက်ခွင့်ရရှိခဲ့သည်ထို့သို့စတင်စဉ်ကမဲပေးခွင့်ရှိသူ18သိန်းခန့်ရှိတော်လဲလူထုကစိတ်ဝင်စားမှုနည်းပါးသဖြင့်မဲပေးသူ2သိန်းခွဲခန့်သာမဲအောင်သူလာကြလေသည်မဲပေးခွင့်ရှိသူမဲစင်းဤ 2.68% သာမဲပေးကြ၏
နောက်ပိုင်းတွင်မူလူထုကနိုးကြားလာကြသဖြင့်ရွေးကောက်ပွဲတွင်မဲပေးသူဥယေများပြားတိုးသက်လာခဲ့သည်1960ခုနှစ်ဖေဖော်ဝါရီလရွေးကောက်ပွဲသည်လူထုကစိတ်ဝင်စားမှုအကြီးဆုံးရွေးကောက်ပွဲဖြစ်ခဲ့သည်1958ခုမှ1960ခုနှစ်အထိလပေါင်း28လခန့်စစ်အာဏာရှင်အစိုးရလက်အောက်၌ခေါင်းငုံကခံနေကြရသောလူထုကြီးကစစ်ဗိုလ်တို့၏စစ်ပနက်အောက်မှလွတ်မြောက်ရေးအတွက်အားသက်တရောစိတ်ဝင်စားစွာပါဝင်လှုပ်ရှားကြသည်လူထုကမိမိတို့၏မဲပေးခွင့်အာဏာကိုရဲဝံ့စွာအသုံးပြုခဲ့သည့်ရွေးကောက်ပွဲမှာ1990ပြည့်ရွေးကောက်ပွဲဖြစ်ပြီး80%ကျော်မဲပေးခဲ့သည်ရွေးကောက်ပွဲကျင်းပသည့်ရက်စွဲသတ်မှတ်ချိန်မှစပြီးနိုင်ငံရေးပါတီများနှင့်အမတ်များကအကျိတ်နှင့်မဲဆွယ်ကြသည်လူထုစည်းဝေးများဟောပြောပွဲများကိုနေရောညပါဇက်တိုက်ကျင်းပကြသည်သတင်းစာကြီးတစ်စောင်နှစ်စောင်မှအပသတင်းစာများသည့်ဝေးကြီးအရာ၎င်းဝါရရေးရာအရာ၎င်းမိမိတို့ထောက်ခံလို့သောအမတ်လောင်း၏ဘတ်သို့ဗတ်လိုက်ကရေးသားကြသည်အထူးသဖြင့်တီမြဲနှင့်တန်ရှင်းအဖွဲ့ကြီးနှစ်ခုတို့ကိုထောက်ခံရေးသားကြသည်တီမြဲတို့ပါတီပိုင်းမန်တိုင်းသတင်းစာနှင့်တန်ရှင်းတို့ပိုင်သည့်ပြည်ထောင်စုသတင်းစာတို့သည်ပါတီအာဘော်များအဖြစ်ပြတ်သားစွာတစ်ဖက်ကိုနှိမ်၍ရေးသားကြသည်ဒီမဲတို့ဘက်မှစက်မှုလက်မှုလုပ်ငန်းရှင်များကုန်သည်ကြီးများရှိသောကြောင့်ငွေပုံကလှူကြသဖြင့်ခါတော်မီထွက်လာသည့်သတင်းစာအသစ်များလည်းရှိသည်ပါမညာတာတို့ဘိုးဦးသိမ့်ပင်မြင်ပိုင်သောဘိုးထောင်သတင်းစာသာရှိတော့လေလက်ဝဲနိုင်ငံရေးစာပေကြမ်းတွေများရှိခဲ့သည်နိုင်ငံရေးလမ်းစဉ်ကိုဝါဒပြန့်ညံ့ရင်ပုဂ္ဂိုလ်ရေးနာမည်ဖြတ်မှုများကိုလည်းရေးသားဟောပြောမိကြသည်စာနယ်ဇင်းတို့အပြင်ယဟန်တန်ဃာတော်များကလည်းဝင်ရောက်ဆွေးနွေးမှုပြုကြပြန်သည်ရွေးကောက်ပွဲအတွက်တာဆူချိန်မှစတင်ကတန်ရှင်းတို့ဘက်ကခြေတာနေသည်1959ခုနှစ်နိုဝင်ဘာလကမြူနီစပယ်ရွေးကောက်ပွဲများကျင်းပစဉ်ကပင်တန်ရှင်းများအရွေးခံရပြီးတီမြဲတို့အရေးနိုင်ခဲ့သည်မြူရွေးကောက်ပွဲကျင်းပစဉ်ကမန္တလေးမြို့တွင်ရဟန်းတော်များကဝင်ရောက်ဟောပြောကာနိုင်ငံရေးနယ်တွင်သို့ဝင်ရောက်လာကြသည်ထို့ကြောင့်ဒုတိယဝန်ကြီးချုပ်ဦးလွန်းဘော်သည်မန္တလေးမြို့သို့တွားရောက်၍ဆရာတော်များအားလျှောက်ထားတောင်းပန်သည်ဆရာတော်ကြီးများကထိန်းချုပ်ပေးခဲ့ကြသည်ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင်မန္တလေးမှအင်အားကြီးမှသောရဟန်းပြိုအဖွဲ့ကတီမြဲတို့ဘက်သို့အားပေးနေကြောင်းဗမာခေတ်သတင်းစာကဆွဆွဲရေးသားသည်ဦးနုကလူထုဆန္ဒအရနိုင်ငံတော်ဘာသာကိုဗုဒ္ဓဘာသာပြုလုပ်မည်ဟုဟောပြောမဲဆွယ်သည်ဝင်ကြီးဦးလွန်းဘော်ကဖွဲ့စည်းပုံဥပဒေပုံမှန်21(4)အရာနိုင်ငံရေးအတွက်ကိုးဝယ်ရာဘာသာကိုအလွဲသုံးစားမပြုရန်တိုက်တွန်းပြီးနိုင်ငံရေးအရမဲရရှိရန်တော်၎င်းမဲမပေးဘဲနေစီရန်၎င်းစတဲ့ဖျားယောင်းတွေးဆောင်မှုများသည်ရွေးကောက်ပွဲဥပဒေများနှင့်ဆန့်ကျင်သဖြင့်ရွေးကောက်ပွဲကိုပြက်ပြယ်စေနိုင်သည်ဟုတွေ့ဝ၍တတိပေးလေသည်ရွေးကောက်ပွဲအတွက်မဲဆွယ်တရားများဟောကြားရာတွင်တီမြဲဥပဆွေကခမားတို့မဲပေးမှကြလည်းမမျှော်လင့်တဲ့အခြေအနေစိုးတွေတွေ့ရမည်ဟု၎င်းရှုံးရင်လည်းနိုင်ရမည်နိုင်ရင်လည်းနိုင်ရမည်ဟု၎င်းစသဖြင့်တီမြဲရှုံးတဲ့စစ်တပ်ဝင်မည်ဆိုသည့်အတိတ်ပဲနှင့်ဟောပြောကြသောကြောင့်စစ်တပ်ကိုကြီးစွာမုန်းတီးနေသောလူထုကမကြေမနက်ဖြစ်ကတန်ရှင်းတို့အားမဲပေးကြသည်ကျင်းပမည့်ရွေးကောက်ပွဲကိုလူထုကအထူးစိတ်ဝင်စားကြသည်မဲပေးခွင့်ရှိသူများ၏မဲစင်းကိုမြို့တော်ခမ်းမ၌ချိတ်ဆွဲထားရာရန်ကုန်သားတို့သည်မိမိအမည်မဲစင်း၌ပါ၏မပါ၏ကိုတွားရောက်၍ဖတ်ရှုကြသည်မဲစင်းမပါသူတို့ကမဲပေးခြင်းလွန်သဖြင့်ရွေးကောက်ပွဲမင်းကြီးယုံသို့အပြေးအလွှားတွားရောက်ကာစည်ရင်သွင်းကြသည်စည်ရင်ပြောင်းနေသည့်မဲဆန္ဒရှင်12000ကျော်ကတဦးလင်ငွေ9ချက်ပေးဆောင်ကာစည်ရင်သွင်းကြရသည်တပြည်လုံးကမဲဆန္ဒရှင်9,9သိန်း9000,58,685အတွက်မဲယုံ9000ကျော်တွင်အစိုးရဝန်ထမ်း42,000ကိုတာဝန်ချထားရာ၎င်းနေရာများတွင်စစ်တပ်နှင့်ရဲတပ်ကတာဝန်ယူသည်သူတို့ကမဲဆန္ဒရှင်တို့အားတီမြဲအမတ်လောင်များကိုမဲပေးကြရန်ဗတ်လိုက်ကြသည်ဗတ်မလိုက်ရဟုအမိန့်ထုတ်ထားသည်ဆိုပါကြစစ်တပ်ကကြီးစွာဗတ်လိုက်သည်တီမြဲတို့အနိုင်ရရှိရေးကိုအနုနီရောအကြမ်းနည်းနှင့်ပါလှုပ်ဆောင်ကြသည်တန်ရှင်းမဲပုံးများကိုဖောက်ပြီးမဲများကိုထုတ်ယူကာတီမြဲဘတ်ပုံသွင်းတို့ပြောင်းလဲ၍ထဲသည့်စစ်ဗိုလ်များရှိသည်သူတို့စွတ်ဖက်မှုဖြင့်တည်မြဲနိုင်ရမည်ဟုယုံကြည်ကပြောင်းလုပ်ကြသည်မဲပုံးဖောက်ရတွင်ဝက်ဟုလည်းစသည်တို့ကိုမသုံးဘဲလှန်စွတ်နှင့်ဖောက်ကြသည်စစ်တပ်၏လက်ရာကိုလူထုသိစေသည်စစ်တပ်ကပင်းလေလူထုကဒေါသပုံထကစစ်တပ်ဆန့်ကျင်သောတန်ရှင်းတို့အားပုံမအားပေးကြလေဖြစ်ရသည်ကြောက်စဲနယ်တွင်ရွာငယ်ကလေးတစ်ခု၏မဲယုံသို့ရောက်လာသောစစ်တပ်မှစစ်ဗိုလ်ကလျှို့ဝှက်မဲစနစ်အရမဲပုံးများကိုလုံခြုံစွာကာထားသောအကာအရံများကိုဖွင့်၍မဲပုံးများကိုလူမြင်ကွင်း၌တန်းစီကခြာထားပြီးမဲပေးစေသည်ထိုများမကသည်မဲဆန္ဒရှင်များမဲပေးသည်ကိုစစ်သားတို့ကတန်းစီ၍လှန်စွတ်တပ်နက်များနှင့်ချိန်ရွယ်ထားလျက်မဲပေးစေသည်စစ်ဗိုလ်၏ရုပ်ကမ်းပုံကိုမြင်ရသဖြင့်မခံမရဖြစ်နေကြသောကြေးရွာသားတို့ကလှန်စွတ်များချိန်ရွယ်ထားသည်ကိုပင်မကြောက်ကြတော့ပဲတရွာလုံးလိုတန်ရှင်းနှင့်ပမညာတာကိုမဲပေးကြလေသည်အသေးကြကမဲသပြားဟုသောဝါရအသစ်ပေါ်လာခဲ့သည်
နောက်ပိုင်းတွင်သတင်းစာဆရာများကသုံးသပ်ရာတွင်ဗိုလ်နေဝင်းသည်မကြာမီလအနေငယ်တွင်အာဏာကိုလုံးဝသိမ်းယူရန်အစီအစဉ်ရှိနေသည်အကယ်၍တည်မြဲနိုင်မှာကစစ်တပ်၏မဟာမိတ်များထံမှသိမ်းယူရန်မတင်သဖြင့်တန်ရှင်းတို့နိုင်စေလိုသည်စစ်တပ်ကိုလူတို့ကခါးသီးစွာမုန်းသီးနေကြသဖြင့်စစ်တပ်ကတည်မြဲဘက်သို့ပင်းသည်နှင့်အများတန်ရှင်းနိုင်ရသည်ဟုမင်းသမားတွက်ကိန်းနှင့်စစ်တပ်ကစော့ပတ်သည်ကိုထိရောက်စွာတားမြစ်ခြင်းမပြုဟုယူဆကြသည်တို့တော့ရွေးကောက်ပွဲအပြီးတွင်တည်မြဲတို့မဲရရှိရင်လူသည်ရှင်ကြဘက်လိုက်ကြသည်ဟုအကြောင်းပြကမိမိမလိုလားသူစစ်ဗိုလ်ကြီးအချို့ကိုလျှို့ဝှက်အစည်းအဝေးသို့ဗိုလ်နေဝင်းကိုယ်တိုင်တင်သွင်း၍ယာတုမှထုတ်ခဲ့သည်ဗိုလ်မှူးချုပ်အောင်ရွှေကြီး3535ဗိုလ်မှူးကြီးအေးမောင်ကြီး351နှင့်ဗိုလ်မှူးကြီးတင်မောင်ကြီး351ကိုဗိုလ်မှူးကြီးလှမောကြီး3580ဗိုလ်မှူးကြီးကြည်ဝင်းကြီး359နှင့်ဗိုလ်မှူးကြီးသိန်းတို့ကြီး3649ဗိုလ်မှူးကြီးချစ်ခိုင်ကြီး3649တို့အားပင်စင်လာသာပေး၍တပ်မှအနားယူကြစေသည်စစ်ဗိုလ်ချုပ်ကြီးများသည်ကြံ့ခိုင်ရေးအဖွဲ့ကိုအင်အားပြုကာစစ်ဝတ်စုံချွတ်၍ရွေးကောက်ပွဲဝင်ရန်လေးနက်စွာစဉ်းစားခဲ့ကြသည်သို့သောကြံ့ခိုင်ရေးအဖွဲ့ကြီးမှာအာဏာနှင့်စီယုံထားသည့်ဖြစ်သောကြောင့်မဲပေးသည်မှာမတိကြဟုဆုံးဖြတ်ကနောက်ဆုတ်ကြလေသည်သူတို့တွက်ချက်သည်မှာမှန်၏အင်အားကြီးသောကြံ့ခိုင်ရေးအဖွဲ့ကြီးသည်စစ်အစိုးရစစ်အစိုးရဆင်းပေးသည်နဲ့တပြိုင်နက်တကောင်တမီးမှမမြင်ကြရတော့ပေစစ်တပ်ကထုတ်ထားသောဗိုလ်မှူးချုပ်ကျော်စောတဦးတည်းသာဝင်ရောက်ရွေးခံခဲ့သည်ရွေးကောက်ပွဲမဲချင်းတွင်မဲပေးခွင့်ရှိသူ9သိန်း8685ရှိသည့်အနက်6သိန်း6သိန်း33,800မဲပေးကြသည်မဲပေးခွင့်ရှိသူစရင်ဤ 66.6% မဲပေးခဲ့ကြသည်တန်ရှင်းကမဲ3သန်း4သိန်း8,588ရသည်မဲပေးသူအားလုံး၏52.8%ကတန်ရှင်းအမတ်လောင်တို့ကိုမဲပေးကြသည်တီမဲတို့ကမဲတသန်း9သိန်း94,469ရသည်29.8%ကတီမဲကိုပေးကြသည်ပမာညာသားတို့ကမဲ3သိန်း6,000 2459ရရှိပြီးမဲ9.4%ရရှိလေသည်ဤသို့ဖြင့်1960ပြည့်ဧပြီလ4ရက်နေ့တွင်ဦးနုအားဝန်ကြီးချုပ်အဖြစ်လွှတ်တော်မှရွေးကောက်တင်ပြမြောက်နိုင်ကြပြန်သည်ဗိုလ်နေဝင်းသည်ရာထူးမှထွက်ပေးပြီးနောက်ဝန်ကြီးချုပ်ဦးနု၏ရုံးခန်းကိုမျက်ခြေမပြတ်စောင့်ကြည့်ခဲ့သည်မိမိယုံကြည်ချက်ကိုလျင်မြန်စွာဆုံးဖြတ်လုပ်ကိုင်လေရှိသောဦးနုသည်နိုင်ငံရေးအမှားကိုပြုမိမှာတေချာသည်ဟုယူဆ၍စောင့်ကြည့်နေခဲ့သည်အမှားတစ်ခုတွေ့သည်နှင့်တပြိုင်နက်ထိုအမှားကိုအကြောင်းပြ၍အာဏာလုရန်အသင့်ပြင်ထားသည်ထာဝရစစ်အာဏာရှင်စနစ်ကိုတည်ဆောက်ရန်အသင့်ပြင်ဆင်မှုများပြုသည်စစ်အာဏာရှင်စနစ်တည်ဆောက်ရေးအတွက်နိုင်ငံရေးအင်အားစုကိုတပ်ဖြတ်ချေမှုန်းနိုင်ရန်တပ်မတော်ကိုလည်းပြုပြင်ဖွဲ့စည်းရန်လိုသည်တပ်မတော်တွင်၌သူကတင်သွင်းပြောဆိုချက်ကိုကန့်ကွက်သူစစ်ဗိုလ်ကြီးများရှိနေသည်ထိုစစ်ဗိုလ်ကြီးများသည်ဗိုလ်နေဝင်း၏မျက်နှာကိုပြန်ကြည့်ရဲပြီးငင်းခုန်တမှုပြုဝန်ကြသည်ဗိုလ်နေဝင်းကသူ့အားအန်တုနိုင်ကြသည့်ထိုစစ်ဗိုလ်ကြီးများကိုမကြိုက်တဲ့ဖြင့်တပ်မှဖယ်ရှားရန်ဆုံးဖြတ်ထားသည်မြင်းသမားတို့၏အရေးအသွေးမှာနှုတ်လုံမှုဖြစ်သည်ထိပ်သီးမြင်းသမားကြီးဖြစ်သူဗိုလ်နေဝင်းကတာမန်မင်းသမားတို့ထပ်ပင်နှုတ်လုံ၏သူ၏ပြစ်မှတ်ဖြစ်သောယာတုမှဖယ်ရှားခံရမည်စစ်ဗိုလ်ကြီးများကိုဆက်လက်၍ရင်းနှီးစွာဆက်ဆံသဖြင့်သူ၏သားကောင်တို့ပင်သူ၏အကြံကိုကြိုတင်မသိခဲ့ကြပေသူကစစ်စုံတော့ရုံးကိုသာစစ်ဗိုလ်ကြီးများကိုစောင့်ကြည့်ရန်အထူးတာဝန်ပေးထားသည်စစ်စုံတော့တို့ကသတင်းကောင်းသောသတင်းဆိုးပါအသေးစိတ်တင်ပြကြရသည်စစ်တပ်နှင့်စစ်စုံတော့ရုံးတို့၏လုံနီးလုံဟန်အစဉ်လာမှာအရာရှိတိုင်းအတွက်အမှုတွဲ2ခုဖွင့်ထားရလေရှိသည်အရာရှိတဦးကအထက်လူကြီးကအရေးယူအပြစ်ပေးလိုပါကထိုအရာရှိကျူးလွန်ထားသည့်မကောင်းမှုများကိုစုဆောင်းသတ်မှတ်သားထားသောခွေးရည်ပရပိုက်ဖိုင်တွဲကိုတင်ပြသည်ယာရုမြင့်ပေးလိုပါကကောင်းမှုများကိုတန်းစီ၍မှတ်သားထားသည့်ရွှေပြည်ပရပိုက်ကိုတင်ပြကြရလေရှိသည်ဗိုလ်နေဝင်းသည်ဗိုလ်မှူးကြီးများ၏မှတ်တမ်းတစ်ခုလုံးကိုတေချာစွာလေ့လာဖတ်ရှုရင်းအချိန်ကိုစောင့်နေသည်1962ခုဖေဖော်ဝါရီလတပ်မှုများညီလာခံတွင်ဗိုလ်နေဝင်းကလျှို့ဝှက်စွာသူထောင်ထားသည့်မိုင်းပုံကိုခွဲလိုက်သည်ဟုထိုစဉ်ကစစ်ဗိုလ်လောကတွင်ပြောစမှတ်ဖြစ်ကျင်းခဲ့လေသည်မင်္ဂလာလုံးစီယုံချုပ်တွင်ကျင်းပသော3ရက်တာတပ်မှုညီလာခံပထမနေ့အစီအစဉ်၌ထူးထူးခြားခြားအမှုကိစ္စမရှိသဖြင့်ဤညီလာခံသည်ပြူရိုးပြူစဉ်တပ်ကိစ္စများနှင့်သာပြီးဆုံးလေမည်ဟုစစ်ဗိုလ်ကြီးများကယူဆခဲ့ကြသည်ဒုတိယနေ့တွင်စစ်ဗိုလ်အားလုံးစုံညီချိန်တွင်ဝင်မလာဘဲအားလုံးနေရယူပြီးဗိုလ်နေဝင်းသည်ထူတဲသောစာရွဲဖိုင်ကြီးများတပွေးတစ်ပိုက်ကိုကိုယ်တိုင်တည်ယူ၍ခမ်းမတွင်တို့ဝင်လာပြီးတဘာပတိနေရာ၌ဝင်ထိုင်လိုက်သည်အားလုံးကအလေးပြုသူခံယူပြီးနောက်မိသူကိုမှမကြည့်ပဲဒီနေ့တော့ယာရုခန္ဓာရဲ့အဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကိုဒီအစည်းအဝေးကအတည်ပြုဖို့တင်ပြရပါမယ်ဟု
ပြောဆိုကထိပ်တီးစစ်ဗိုလ်ကြီး73ဦးတို့အားတဦးစီအမည်ကိုခေါ်လိုက်သည်အခေါ်ခံရသူစစ်ဗိုလ်ကြီးကတတိအနေထားနဲ့မတ်တက်ရ၍နာခံမှာဘိုးနေဝင်းကမင်းကစစ်စင်ရံမုံကိုစင်းဖြောက်ပြီးကိုကျိုးအတွက်သုံးဆွဲခဲ့တယ်ဟုဆို၍အမှုများကိုအသေးစိတ်ဖတ်ပြသည်အခြားတဦးကိုမူတက်ဤရံမုံငွေနှင့်ကိုပိုင်အိမ်ဆောက်လို့သောတိကျသည့်အမှုကိုဖတ်ပြသည်ငွေရေးကြေးလက်စားမှုနှင့်အရေးယူသူ9ဦးတို့အပြင်ဗိုလ်မှူးကြီး6ဦးနှင့်ဗိုလ်မှူးချုပ်မောင်မောင်ဗိုလ်မှူးချုပ်အောင်ရွှေတို့အားကျင်းပပြီးစီးခဲ့သောရွေးကောက်ပွဲတွင်မြည်သည့်နိုင်ငံရေးပါတီဘက်ကမှပတ်လိုက်ခြင်းမပြုရဟုတပ်မတော်ကအမိန့်ထုတ်ထားသည်ကိုမနာခံမဲ့ပတ်လိုက်သည်ကိုတွေ့ရှိရသည်ဟုဆွဲချက်တင်ပြီးအားလုံးကိုတပ်မှထုတ်ပယ်လိုက်ကြောင်းကြေညာလေသည်တတိအနေထားနဲ့မတ်တရ၍နာခံကြရသည့်ဗိုလ်မှူးကြီးတို့မှာတဦးမှပြန်လှန်ခြေပါခြင်းမပြုနိုင်ပဲချမှတ်သောပြည်တော်ကိုခံကြရသည်အရင်ကမင်းတို့တိုင်းပြည်အတွက်ဆောင်ရွက်ခဲ့တာတွေထောက်ထားပြီးပင်စင်လာစာနဲ့ရသင့်ရတတ်တဲ့ငွေကြေးအခွင့်အရေးတွေပေးမယ်ကိုတက်ကိုပြန်ပြီးမင်းတို့နေရာမှာစက်ခံမဲ့သူကိုအလုတ်လွှဲပေးလိုက်ကြပြီးတော့မင်းတို့အလုတ်လွှဲပေးတဲ့အစီအစဉ်မပြီးမချင်းအခုလိုအရေးယူတာကိုလျှို့ဝှက်အဖြစ်ထားရှိကြရမယ်ဟုပြောဆိုကအစည်းအဝေးကမ်းမှထွက်သွားသည်ထိုအချိန်တွင်ယာဒူးဖေရှားခံရသူစစ်ဗိုလ်တို့နေရာတွင်ဘိုနေဝင်း၏စိတ်ကြိုက်စစ်ဗိုလ်တို့အားကြိုတင်၍အစားတို့ခန့်ထားပြီးဖြစ်နေသည်ကိုသိကြရသည်အစားတို့ခန့်ထားရသူများလည်းကြိုတင်မသိခဲ့ကြရပြီဘိုနေဝင်းကလျှို့ဝှက်ထားရမည်ဟုညွှန်ကြားလျက်ယာဒူးမှဖေရှားခံရသူစစ်ဗိုလ်ကြီးများ၏အမည်တပ်ပုံနှင့်တကွသတင်းအပြည့်စုံကိုကြေးမုံသတင်းစာ၌အသေးစိတ်ပုံနှိပ်ဖော်ပြလိုက်သဖြင့်ဘိုနေဝင်းကကြီးစွာဒေါသပုံထားရသည်ယခုကဲ့သို့အရေးယူသည့်ကိစ္စကိုထိုအချိန်ကကာကွယ်ရေးဝန်ကြီးလည်းဖြစ်သောဝန်ကြီးချုပ်ဦးနုအကျိုးတင်ပြမှုမပြုရသေးခြင်းတွင်သတင်းစာမှသတင်းပါလာသဖြင့်ဘိုနေဝင်းအဖို့ဦးနုအပေါ်မျက်နှာပြရသည်ဝန်ကြီးချုပ်ဦးနုနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်းစစ်တပ်သည့်အစိုးရအဖွဲ့၏လက်အောက်ခံဌာနတစ်ခုသာဖြစ်သဖြင့်အကြီးအကဲကသူတဦးတည်းသာသဘောနှင့်အရေးယူပုံကိုမကျေနပ်ကြောင်းရင်းကိစ္စကိုအစိုးရအဖွဲ့ကကြိုတင်မသိရပဲသတင်းစာကဖော်ပြမှသိရသည်မှာအစိုးရအဖွဲ့၏မျက်နှာကိုအိုးမဲတုတ်တည်နှင့်တူကြောင်းဝန်ကြီးများအစည်းအဝေးကဝေဖန်ဆွေးနွေးကဘိုနေဝင်းအားပြစ်တင်ကြသည်ထိုသတင်းကိုသိရှိသောကဘိုနေဝင်းကအစိုးရစည်းကမ်းပေါင်းကိုကျူးကျော်၍မိမိပြုသောအမှုကိုအပြစ်မပြုနိုင်ပဲသတင်းစာကိုသာမဲကလျှို့ဝှက်သတင်းကိုမိသူထံမှပေါက်ကြားသည်နည်းဟုစစ်စုံတော်များကိုမိကိုကြွက်လျှောက်စုံစမ်းစေသည်သို့သောသတင်းပေါက်ကြားသူကိုသူမသိရှိနိုင်ပေ9လခန့်ကြာသောအခါ1962ခုဇူလိုင်လ22ရက်နေ့တွင်မိုးကြိုးသတင်းစာတွင်ကြီးတက်ဒုတက်မှု60ကျော်ရှော့မြည်ဟုသတင်းဖော်ပြသဖြင့်အရီဒါဦးအောင်ခင်အားဖမ်းဆီး၍အစိုးရလျှို့ဝှက်ချက်ဥပဒေပုံမှာ3ကားအရာတရားစွဲခဲ့သည်ယာဒူးမှဖယ်ရှားသောစစ်ဗိုလ်ချုပ်ကြီးများအနက်ဗိုလ်မှူးချုပ်မောင်မောင်နှင့်ဗိုလ်မှူးကြီးအောင်ရွှေတို့အားတန်အမတ်ရာထူးများပေးရန်အစိုးရဖွဲ့တို့ဗိုလ်နေဝင်းကမြစ်တာရတဲ့ဖြင့်ဗိုလ်မှူးချုပ်မောင်မောင်အားအစ္စရေးနိုင်ငံသို့၎င်းဗိုလ်မှူးချုပ်အောင်ရွှေအားဩစတြေးလျသို့၎င်းမြန်မာတန်အမတ်ကြီးများအဖြစ်အစိုးရကခံထားပို့ဆောင်ခဲ့လေသည်ကောက်ကျစ်တော်ဝင်မလီကချောင်းရေးဆောင်ခြင်းလူထုကရွေးကောက်တင်မြှောက်သောတန်ရှင်းအစိုးရ၏ဝန်ကြီးချုပ်ဦးနုယာဒူးလက်ခံသောနေမှာစတင်၍ဘိုနေဝင်းကရန်ညှိုးရှိခဲ့လေသည်ဝန်ကြီးချုပ်အဖြစ်ဦးနုပြန်တက်သည်နှင့်အမိန့်တစ်ခုကိုထုတ်ပြန်လိုက်လေသည်ထိုအမိန့်မှာနွားတက်ခွင့်ကိုပိတ်ပင်သောအမိန့်ဖြစ်၏ဦးနုသည်ငါးပါးတီလက်လုံးကျုံအောင်စ조사ထိန်းသိမ်းနေသူဖြစ်သည်ဖြင့်ပါဏာတိပါဒသူ့အသက်တက်ချင်းကိုရှောင်သည်ထိုမြတ်မကအခြားမြန်မာဗုဒ္ဓဘာသာဝင်အများစုတို့ဤသူအမဲသားကိုရှောင်သည်ထိုမြတ်မကနွားသက်ချင်းကိုလည်းပိတ်ပင်လိုသည်အင်္ဂလိပ်အစိုးရကထားရှိခဲ့သောအမဲသက်လိုင်စင်ကိုလေ့လာသောအခါနဗျူများကိုမတက်ရအရွယ်လွန်သောနှအုပ်များကိုသာတတ်နိုင်သည်ဟုပါရှိသည်ကိုသူကမကြည်နဲ့နွားများကိုလူတို့ကခိုင်းစားကြပြီးအိုမင်းချိန်တွင်နွားသက်ယုံတို့ပို့သည်ကိုသူကလက်မခံထို့ကြောင့်1948ခုနှစ်ကဝန်ကြီးချုပ်ယာဒူးကိုလက်ခံချိန်မှစတင်ကယာဒူးသက်တမ်းတစ်ချောင်းလုံးလေယာလုပ်ငန်း၏အကျိုးကိုအကြောင်းပြ၍နွားမသက်ရဟုအမိန့်ထုတ်ပြန်ထားခဲ့သည်အစိုးရကထုတ်ပြန်ထားသည့်နွားမသက်ရအမိန့်ကိုလက်မခံနိုင်မကျေနပ်နိုင်သူတဦးရှိသည်ထိုသူမှာဘိုနေဝင်းဖြစ်သည်ဖဆပါလာအစိုးရခေတ်လုံးနွားမသက်ရအမိန့်ရှိနေသည်ကိုဘိုနေဝင်းကမကြည်မသာဖြစ်နေခဲ့သည်1958ခုနှစ်အာဏာသိမ်းစဉ်ကဝန်ကြီးချုပ်ယာဒူးကိုလက်ခံသောနေ့တွင်ဘိုနေဝင်းပထမဆုံးလက်မှတ်ထိုး၍ထုတ်ပြန်သောအမိန့်မှာနွားများကိုတတ်ကြစေဟုဆိုသည့်အမဲပေါ်ခွင့်အမိန့်ဖြစ်လေသည်ဘိုနေဝင်းနှင့်သူ၏စစ်တပ်ကအာဏာလူသဖြင့်အာဏာလွှဲပေးရစီကမဟုတ်ဦးနုကဘိုနေဝင်းတယောက်ငရဲကြီးရှာလေမည်ကိုတနာသည်ဦးနုကမရှုရနိုင်သဖြင့်ဝန်ကြီးချုပ်သစ်ဘိုနေဝင်းတန်စာတစောင်ရေးပြီးငရဲကြီးနိုင်သဖြင့်ရင်းအမိန့်ကိုပြင်ပေးပါဟုမြစ်တာရက်စာပေးပို့သည်ဘိုနေဝင်းကဦးနုပေးပို့သောထိုစာကိုစုပ်ပစ်လိုက်သည်ဟုသတင်းတော်များသိရှိကြရသည်ယခုနန်းကျောင်းဝန်ကြီးချုပ်ဦးနုယာဒူးပြန်ရသောအခါဦးနုသည်ဝန်ကြီးချုပ်အဖြစ်ကျမ်းသစ္စာကျိန်ဆိုမှုမပြုရစဉ်ဝန်ကြီးချုပ်မဖြစ်မီ3ရက်အလိုကပင်အတွင်းဦးဝင်းဖေအားခေါ်ယူ၍နွားမသက်ရအမိန့်စာဥပဒေကိုကြိုတင်ရေးသားထားစေပြီးအသင့်ထားရှိစေခဲ့သည်ဦးနုတရားဝင်ဝန်ကြီးချုပ်အဖြစ်ကျမ်းသစ္စာကျိန်ဆိုပြီးသည့်နှင့်တပြိုင်နက်အတွင်းဝင်ဦးဝင်းဖေက
ထိုအမိန့်ကိုရန်ကုန်တွင်အမိန့်ထုတ်ပြီးနေများ၌လည်းတစ်ချိန်နဲ့အာဏာတည်စေရန်ကြိုးမဲ့ကြီးနှံနှင့်ထပ်ဆင့်အမိန့်ထုတ်ခဲ့စီသည်ရာထူးမှဆင်းပေးရသူဗိုလ်နေဝင်းကဥနုပြန်အတက်တွင်အမဲမတက်ရအမိန့်ပြန်၍လာမည်လောဟုစောင့်ကြည့်ခဲ့သည်သူမျှော်လင့်နေတိုင်းဥနုကနွားမတက်ရအမိန့်ကိုမဆိုင်မတော့ထုတ်ပြန်ရင်ကြိုတင်စီစဉ်ဒီကိုသိရသောအခါလွန်စွာမခံကြည့်မခံသာဖြစ်ရလေသည်သူအားကလစားချီသည်ဟုယူဆ၏ငါလှဲ့လာအောင်မှာပါဟုအန်ချစ်ကစောင့်ဆိုင်နေခဲ့ရသည်1962ခုမတ်လ2ရက်နေ့ကအာဏာသိမ်းသောအခါတော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီးအာဏာဖြင့်ဗိုလ်နေဝင်းပထမဆုံးထုတ်ပြန်သောအမိန့်မှာနွားတက်ခွင့်အမိန့်ပင်ဖြစ်ရပြန်သည်ထိုအမိန့်ကိုနားကလောစေကမူဦးနု၏ကောင်းမှမှုနှင့်နိုင်ငံရေးလမ်းစဉ်သည်သူ့အတွက်အခွင့်အလမ်းပေါ်လေမည်ဟုကျေနပ်ခဲ့ပြန်သည်ဝန်ကြီးချုပ်ဦးနုသည်1960ပြည့်နှစ်မတ်လတွင်အစိုးရသစ်ဖွဲ့စည်းသောအခါထူးခြားသောပြောင်းလဲမှုနှစ်ခုကိုပြုလုပ်ခဲ့သည်ပြောင်းလဲပုံမှာအစိုးရအဖွဲ့ဝင်ဝန်ကြီးအဖွဲ့ဦးရေကိုလျှော့လိုက်သည်ဖဆပလမကွဲမီကဝန်ကြီး26ဦးနှင့်ပါလီမန်အတွင်းဝင်32ဦးရှိခဲ့သည်ယခုအစိုးရအဖွဲ့၌ဝန်ကြီးချုပ်အပါဝင်ဝန်ကြီး9ဦးသာခန့်ထားပြီးပါလီမန်အတွင်းဝင်73ဦးခန့်ထားဖွဲ့စည်းခဲ့သည်ဦးနုကအရေးကြီးသောကာကွယ်ရေးပြည်ထရေးနှင့်ပြန်ကြားရေးဌာနတို့အပြင်အခြားဌာနနှစ်ခုကိုပါတာဝန်ယူသေးသည်ယင်းသို့ဝန်ကြီးနှင့်အတွင်းဝင်ဦးရေကိုလျှော့လိုက်သောအခါမူလကဝန်ကြီးနှင့်အတွင်းဝင်ဖြစ်ခဲ့သူတို့မှာယာရုပြန်မရသဖြင့်လွန်စွာရင်အောင်သွားကြသည်ထိုအထဲတွင်ပါလီမန်အတွင်းဝင်73ဦးအနက်ယာရုမှထွက်၍နိုင်ငံရေးလောကသို့ဝင်လာသူအစိုးရအရာရှိနောက်ပေါက်အမတ်ဦးချစ်ဖေဦးချမ်းသာနှင့်ဦးလာကျော်တို့3ဦးပါဝင်လာသဖြင့်နိုင်ငံရေးဖွဲ့စည်းများ၏ကြောထောက်နောက်ခံရှိသူများအဖို့ယာရုတို့စိတ်ကွက်မှုများဝင်လာကြသည်ထို့ပြင်နိုင်ငံရေးအဖွဲ့ကြီး၏ဖွဲ့စည်းပုံကိုလည်းပြောင်းလိုက်ပြန်သဖြင့်မူတစ်နှင့်လူဟောင်းများတို့အံဝင်ခွင်ကြဖြစ်မလာခဲ့ပြန်ပေရွေးကောက်ပွဲကျင်းပစဉ်ကတည်မြဲဖာစာပါလာနှင့်တန်ရှင်းဖာစာပါလာဟုအဖွဲ့အမည်များနှင့်မူလဖာစာပါလာအဖွဲ့ချုပ်ကြီးအမည်ကိုအစွဲပြု၍ရွေးကောက်ပွဲသို့ပါဝင်ရှင်ပြိုင်ခဲ့ကြသည်ရွေးကောက်ပွဲပြီးစေကမူတည်မြဲတို့ကအမည်မပြောင်းတော့လဲဦးနုကတန်ရှင်းဖာစာပါလာ၏အရေးကိုခွာ၍အမည်တစ်သို့ပြောင်းသည်ဒီမိုကရေစီဘဝထူထောင်ရေးမှာကျွန်တော်တို့အတွက်ညီညွတ်ရေးကိုအဓိကအရေးထားတယ်ဆိုတာထင်ရှားစေခြင်းတဲ့အတွက်ဖာစာပါလာအဖွဲ့ဟောင်းကိုဖျက်ပြီးပြည်ထောင်စုအဖွဲ့အသစ်ကိုဖွဲ့စည်းလိုက်ပါသည်ဟုဦးနုကထုတ်ဖော်၍1960ခုမတ်လ18ရက်နေ့တန်ရှင်းဖာစာပါလာညီလာခံတွင်အဖွဲ့အသစ်ကိုဖွဲ့လိုက်လေသည်သတင်းစာတို့ကအတူကောက်ပါထဆဟုကင်မွန်းတက်ကြ၏အဖွဲ့သစ်ဖွဲ့သည်နှင့်တပြိုင်နက်နိုင်ငံရေးပြဿနာကြီးလည်းပူးရဲပေါက်ဖွာလာခဲ့သည်အဖွဲ့သစ်သည်ဖာစာပါလာအဖွဲ့ချုပ်ကဲ့သို့အလုသမားလယ်သမားចောင်းသားလူငယ်ဟူ၍လူတန်းကအဖွဲ့ခွဲများမရှိဘဲအားလုံးသည်ပါထဆအဖွဲ့ဝင်များအဖြစ်ပါဝင်ကြရမည်ဖြစ်လေသည်ထို့ကြောင့်ဖာစာပါလာခေတ်ကဘာတာလာဆလေသမားကောင်းဆောင် TUCB လုံသမားတက်မကခေါင်းဆောင်ပြည်ထောင်စုလူငယ်ခေါင်းဆောင်ဟူသောအဖွဲ့ခွဲတို့မှခေါင်းဆောင်များသည်ကြောထောက်နောက်ကအင်အားကင်းမဲ့သွားကြရသည်ထိုအခါမူလကဘာတာလာဆခေါင်းဆောင်အဖြစ်အမတ်ယူအရွေးခံရသူအမတ်များကတိကျဖွဲ့စည်းဖွဲ့အစည်းအဝေးတရက်ကျင်းပကြပြီးပါထဆအဖွဲ့သစ်၏စီးမြင့်ကိုဆွေးနွေးကြရာမှအစတင်ကမူလအဖွဲ့အစည်းများကိုဖျက်သိမ်း၏မဖျက်သိမ်း၏ပြဿနာပေါ်လာသည်ပါထဆအဖွဲ့ကိုအဖွဲ့ဝင်အဖြစ်ပါဝင်သူတို့သည်မူလမိမိတို့ပါတီများတွင်ပါဝင်ရက်တည်နိုင်စေကမူပါထဆတွင်အမှုဆောင်အဖြစ်တာဝန်ယူရလျင်မူလအဖွဲ့၏အမှုဆောင်ရာထူးမှထွက်ပေးရမည်ဟုဆို၏ထိုအခါမူလမိမိတို့၏အဖွဲ့ကိုအားကိုးအားထားပြုထားသူတို့ကပုံမူ၍မကြည်မလဲဖြစ်ကြရပြန်သည်ဤတွင်မြည်သူသည်မြည်သည့်အဖွဲ့မှဖြစ်သည်နည်းဟုနိုင်ငံရေးနောက်ခံအဖွဲ့ကိုစမ်းစစ်မှုများပြုကြလေတော့သည်မူလဖာစာပါလာအဖွဲ့ချုပ်တွင်အများစုသောခေါင်းဆောင်များသည်ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ဗမာလွတ်မြောက်ရေးတပ်မတော်မှပေါက်ဖွာလာသည့်ပြည်သူရဲဘော်စစ်ဗိုလ်ဟောင်းများနှင့်အလုံသမားလေသမားအဖွဲ့များကိုခေါင်းဆောင်သောဒို့ဗမာအစည်းအရုံးဝင်တခင်များဖြစ်ခဲ့ကြသည်သူတို့နှစ်စုကိုတခင်အစုနှင့်ဗိုလ်အစုဖြစ်သတ်မှတ်ခဲ့ကြသည်ဗိုလ်အစုတွင်ဗိုလ်မှူးအောင်ဗိုလ်မင်းအောင်ဗိုလ်မှူးပလဗိုလ်မှူးတာယာဗိုလ်မှူးမြင့်ဆွေဗိုလ်မှူးစင်ရောဗိုလ်ဘတင်ဗိုလ်တောင်းထိုင်းနှင့်ဗိုလ်မှူးထင်ပေါ်တို့ပါဝင်ကြသည်တခင်အစု၌တခင်တင်တခင်ကျော်ထွန်းတခင်ပန်းမြိုင်တခင်သိမ်းမောင်ဗိုလ်တင်မောင်ကြီးတခင်ချန်ထွန်းဦးအောင်ညွန်းတခင်ထွန်းအတခင်ထွန်းစိန်နှင့်ကြိုင်မရောဦးသွင်စသည်တို့ဦးစီးကြလေသည်အစိုးရအုပ်ချုပ်ရေးစိုက်ရန်နေရာကြီးတွင်အထက်တန်းအရာရှိယာဒူးများထမ်းရွက်ခဲ့ပြီးနောက်အငိမ့်စားကတည်မြဲတန်ရှင်အတွင်းမှာနိုင်ငံရေးလောကသို့ဝင်ရောက်လာသူတို့ကလည်းအင်အားတစုဖြစ်လာပြန်သည်အိန္ဒိယအစိုးရဗရိညင်ကအတွင်းဝင်ယာဒူးမှအနားယူလာသူဦးချမ်းသာအငိမ့်စားတရားသူကြီးဦးလှကျော်တန်မဟောင်းဦးဝင်းဦးချစ်စသည့်နိုင်ငံခြားတက္ကသိုလ်ပြန်ပညာတတ်များသည်လည်းအမတ်အရွေးခံခဲ့ကြရသည်ပါထဆအဖွဲ့ချုပ်တွင်လူဒန်းစားအဖွဲ့အစည်းများကိုဆက်လက်ထားရှိလိုသောအုပ်စုနှင့်ထိုအဖွဲ့အစည်းများကိုဖျက်သိမ်းရင်ပါထဆအဖွဲ့တစ်ဖွဲ့တည်းသာထားရှိလိုသောအုပ်စုဟူ၍အုပ်စုနှစ်ခုကွဲခဲ့သည်ဤသို့ကွဲခဲ့ကြမှာအစပြု၍အုပ်စုများပေါ်လာပြီးပုဂ္ဂိုလ်အရာတိုက်ခိုက်မှုများပေါ်လာလေသည်
ထိုစဉ်ကနိုင်ငံရေးအခြေအနေကိုမြန်မာအလင်းသတင်းစာအယ်ဒီတာခေါင်းကြီးပိုင်းမှာသုံးသပ်သည်ပါရဇအဖွဲ့ကြီးဖွဲ့လိုက်ပြီးနောက်တွင်ဦးဘိုနှင့်တခင်အုပ်စုတို့သည်အဖွဲ့အသစ်၌အထိုင်မကျနိုင်မဲ့အင်္ဂလိပ်မယားဖြစ်နေကြရမှာလအနေငယ်တွင်အဖွဲ့ကြီးကွဲအပ်ရလေသည်တခင်အုပ်စုဝင်တို့ကမကြည်နပ်သည်မှာမိမိတို့သည်သာနယ်ချက်အင်္ဂလိပ်တို့တိုက်ခဲ့သူများဖြစ်သည်ဟုယူဆခြင်းနှင့်ဖာစာပါလာခေတ်တလျှောက်လုံးဝင်ကြီးနှင့်အတွင်းဝင်ရာသူများကိုထမ်းရွက်ခဲ့သူများဖြစ်ခဲ့ရမှာအချင်းယုံသောဝင်ကြီး17ဦးအစိုးရတွင်နေရာမရခြင်းတို့ကြောင့်ဖြစ်သည်ဟုအချို့ကယူဆကြသည်တခင်တို့ကဦးအုပ်စုအပေါ်မကြည်နိုင်သည်မှာဦးအုပ်စုဝင်များသည်နေချက်ကိကအင်္ဂလိပ်လက်ပါစီပညာတတ်များဖြစ်ကြသည်တခင်တို့သည်အမျိုးနှင့်တိုင်းပြည်အတွက်ရုန်းကန်လှုပ်ရှားနေသူများဖြစ်သဖြင့်အထက်တန်းပညာတက်မြောက်သူရှားပါသောကြောင့်ဖြစ်ရသည်နိုင်ငံခြားပြန်ပွဲကြီးရှင်များကလည်းပွဲမရှိသူတို့ကိုအထင်သေးသည်နှစ်ပတ်စလုံးတွင်လူဒန်းစားညင်ရှိသဖြင့်အစင်းမကတ်နိုင်ဟုလည်းယူဆနိုင်သည်ဘိုးအစုသည်ဦးတခင်နှစ်စုလုံးနှင့်လိုက်ရောညီထွေနေနိုင်ကြတော့လေအရာရှိလောကမှလာသောဗျူရိုကရက်ဟောင်းများကိုကြည်မြခဲ့သည်လည်းရှိ၏ဇက်စင်၏အပြင်ဘက်မှစောင့်ကြည့်နေသူဘိုနေဝင်းသည်မိမိအိမ်ဆောင်အစိုးရခေတ်ကစတင်၍သွေးခွဲခဲ့သည့်ဤအသီးအပွင့်ကိုမြင်တွေ့ရသဖြင့်ပြုံးမိသည်စစ်တပ်ကအာဏာလုရန်အားထုတ်စဉ်ကစတင်၍သွေးခွဲခဲ့သည်ဖာစာပါလာတွင်အတွင်းမှုနေရာအထိအဆင့်တက်လာသူတခင်ကျော်တွန်းအားဓမြတအူတာဖြစ်သည်ဟုစစ်ဗိုလ်ကြီးများကမလိုလားနိုင်သဖြင့်ဆွဆွဲပြောဆိုခဲ့သည်အာဏာသိမ်းရန်ဖာစာပါလာအစိုးရကိုတိုက်စဉ်ကတခင်ကျော်တွန်း၏နေမြေမှလေသမားကောင်းဆောင်များကိုဖမ်းဆီးပြီးထိုနိုင်ငံရေးအစုကိုစတင်ဖြိုခွဲခဲ့ကြသည်အိမ်ဆောင်အစိုးရခေတ်တွင်မူဆက်ပြဆက်တတိမူဆာမဒါအားပြန်ပြီးဆွဲမှုတွင်ခေါင်းဆောင်ခဲ့သည်ဟုရိုးဆွ၍တခင်ကျော်တွန်းအားရာဇသက်ပုံမှ365 123ခအရာ1959ခုဇန်နဝါရီလ14ရက်နေ့တွင်ဖမ်းဆီးရန်ဘိုနေဝင်းကအမိန့်ပေးခဲ့သည်တခင်ကျော်တွန်းအားဖမ်းခံရခဲ့တွင်အတန်အမတ်ဟောင်းဦးဝင်းအားတန်ချင်းဖာစာပလအဖွဲ့အတွင်းမှုအဖြစ်စားတို့ခံနိုင်ရန်ဥက္ကဋ္ဌဦးနုကစီစဉ်ခဲ့သည်ကိုတခင်များကကန့်ကွက်ကြသည်စစ်တပ်ကမတရားဖမ်းထားခဲ့ဦးဝင်းအားအစားထိုးလျင်စစ်တပ်အစိုးရ၏ဆွဆွဲချက်ကိုတန်ရှင်းအဖွဲ့ကလက်ခံသည်ဟုအရိပ်ပဲတက်ရောက်ပါသည်တခင်ကျော်တွန်းသည်အပြစ်မရှိပါဟုအကြောင်းပြကြသည်ထို့ကြောင့်ယာယီအတွင်းမှုအဖြစ်ဘိုမင်းကောင်အားခန့်ထားခဲ့ရသည်ဘိုမင်းကောင်အတွင်းမှုအဖြစ်ဆောင်ရွက်ခိုက်တွင်အမတ်လောင်းများရွေးချယ်စဉ်ကလေသမားကောင်းဆောင်များအားဖယ်ရှားခဲ့သည်ဟုဆိုကတဘောကွဲလဲမှုစတင်ခဲ့၏ရွေးကောက်ပွဲ၌တန်ရှင်းတို့အနိုင်ရသောအခါတခင်ကျော်တွန်း၏အမှုမှာအလိုလျောက်ပေါ်သွားခဲ့သည်တပ်သိခိုင်လုံမှုမရှိဘဲစစ်ဗိုလ်ကြီးများယူဆချက်သာဖြစ်နေသည်ထို့ကြောင့်1960ခုမတ်လ10ရက်နေ့တွင်တခင်ကျော်တွန်းသည်မအူပင်ထောင်မှအာမခံနှင့်လွတ်မြောက်လာသောအခါတွင်မှုယာတုကိုပြန်လည်ရယူသည်မိမိအပန်းခံရခြင်းတွင်မိမိယာတုကိုလူယူကြပြီးလွတ်လာသောအခါယာတုကိုပြန်မပေးလိုကြသဖြင့်တန်ရှင်းဖွဲ့တွင်အုပ်စုကွဲနေပါသည်ဟုအစည်းအဝေး၌ပြောကြသည့်အထိအတန်ထွက်ခဲ့သည်အင်းစိန်ခိုင်ထန်းပင်မြို့သားတခင်ကျော်တွန်းသည်တန်အိုဒီမြို့အထက်တန်းကျောင်းတွင်ပညာသင်ချိန်မှစတင်၍နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သည့်1938ခုနှစ်တွင်အင်းစိန်ခရိုင်တောင်သူလယ်သမားအစည်းအရုံး၏အတွင်းရေးမှုအဖြစ်ခေါင်းဆောင်ခဲ့စဉ်ကအသက်23နှစ်သာရှိသေးသည်ဂျပန်ခေတ်တွင်အင်းစိန်ခရိုင်ဒုဗမာစင်းရဲသားအစည်းအရုံးတွင်ဦးစည်းရုံးရေးမှုအဖြစ်ဆောင်ရွက်ရင်းဖက်စစ်တော်လှန်ရေးကာလတွင်တောင်သူလယ်သမားပျောက်ကြားများနှင့်အတူလှုပ်ရှားခဲ့သည်စစ်ဘီခေတ်ဆိုရှယ်လစ်ပါတီတည်ထောင်သောအခါတွဲဘက်အတွင်းမှုအဖြစ်ဆောင်ရွက်ခဲ့၏1948ခုတိုင်းပြည်လွှတ်တော်ရွေးကောက်ပွဲ၌အင်းစိန်မြောက်ပိုင်းအမတ်အဖြစ်ရွေးခံရပြီး1950ခုနှစ်မှစကဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားအစည်းအရုံး၏အထွေထွေအတွင်းမှုအဆင့်တို့တက်ခဲ့သည်ထိုမှဖာစာပါလာအစိုးရ၏လေယာစိုက်ပျိုးရေးဝန်ကြီးအဖြစ်ဇက်တိုက်ခံထားခံခဲ့ရသည်တခင်ကျော်တွန်းစစ်ဗိုလ်ကြီးများအများစုကတိုက်ခိုက်ရန်ပြုခဲ့ကြတော့လေသူသည်ဘိုနေဝင်းနှင့်လျှို့ဝှက်ဆွတ်တယ်မှုရှိခဲ့သည်သူသည်ဦးနုကယုံကြည်သူဟုအများကသိကြသည်ဘိုနေဝင်းနှင့်ဆက်သွယ်မှုကိုမူသတင်းတော်များပင်မသိခဲ့ကြဘိုနေဝင်း၏စစ်အစိုးရခေတ်တွင်ဘိုနေဝင်းကတခင်ကျော်တွန်းအားမြောက်စားသည်မဆလာအစိုးရခေတ်တွင်ဖာစာပါလာခေါင်းဆောင်ယာတုများကိုပေးလိမရှိတော့လေတခင်ကျော်တွန်းနှင့်ဥပစောတို့နှစ်ဦးကိုတန်အမတ်ယာတုများပေးခဲ့သည်ဘိုနေဝင်းကလင်းရှိမရဖြစ်သူဒေါက်ခင်မေတန်းလက်ထက်တပင်စစ်တင်နာပတိယာတုမှဖြုတ်ချရန်ဝန်ကြီးချုပ်ဦးနုကအစိုးရဝန်ကြီးအဖွဲ့တွင်အဆိုတင်၍ဆုံးဖြတ်စဉ်ကဝန်ကြီးများ၏အစည်းအဝေးပြီးသည့်နှင့်ဝန်ကြီးဥပစောကဘိုနေဝင်းထံသို့တွားရောက်သတင်းပေးသည်ဘိုနေဝင်းကမိမိယာတုတည်မြဲရန်ဥကျော်ငင်ဥပဆွေနှင့်တခင်ချင်းမောင်တို့ကကတ်နိုင်ရန်အချိန်ရခဲ့သောကြောင့်ကျေးဇူးရှိသဖြင့်ကျေးဇူးဆက်သည်ဟုဆိုကြသည်တခင်ကျော်တွန်းကိုမူဘိုနေဝင်း၏အိမ်ဆောင်အစိုးရခေတ်ကဓမြဘူအဖြစ်ပန်းစည်းခဲ့ပါလျက်မဆလာအစိုးရခေတ်တွင်မြောက်စားခံရခြင်းကိုသတင်းစာတို့ကလိုက်လံစုံစမ်းကြတော့လည်းအဖြစ်မရကြပေ
Mido Sudega, Mutakin Jorunga, the king Osugo, Gounzon, Uosugo, Taija, the Pin, Patasa Apajidi, Selewin Pimamemi, Quake Jalidi, Patasa Aquedi, name Yaduba, Kusa the Pin, Aquedan Dwazia, and Yimba Mushido, Kayane Muran, Yilaga, Chogo Chimba, Mabupe, yes, sign Tageati. Paraza Nilaga Nijimba Yami a chain, Osu Quedo, Yoga, Pomo Piana, the Pin, Okara, Unuga, Mimi, the Okta Yaruma, Totom, you topo like the Toga Okra Yaru, when you can the king thing up, Padalaza, Okra Yaruma, to like the Pin, Padaza, about the king Osu e Laudo Yaya Lidomi, who Osuga, O Osune Pubon, Pubon, Handayan, Ato Jalidi, Irin, Pohu, Opema Satin, never do Pientans or Kusa Lalidodi. ထို့သောပါထဇအဖွဲ့ကြီးကိုဦးဆောင်ရန်ဦးနုကဲ့သို့လူထုကလက်ခံနေကောင်းဆောင်မရှိသောကြောင့်မိသူကမှတူ၏နေရာကိုယူရန်မရဲသဖြင့်ပါထဇအမှုဆောင်24ဦးစလုံးကနှုတ်ထွက်စာတင်ကြသည်ဥက္ကဋ္ဌကြီးသည်ပါထဇကိုစတင်ပြောထောင်ခဲ့ပါသည်ပါတီတွင်တန်ရှင်းရေးဒီမိုကရေစီအုပ်မြစ်ချရေးကိုဆောင်ရွက်ရအောင်မည်ဖြစ်သဖြင့်ဥက္ကဋ္ဌကြီးကဆက်လက်အကောင့်ထဲပေါ်ရန်အတွက်အလုံးအမှုဆောင်တစ်ဖွဲ့လုံးနှုတ်ထွက်ပါသည်ဟုစာတင်ကြတော့လေဦးနုကလက်မခံပဲတာမန်အဖွဲ့ဝင်အဖြစ်နေမည်ဟုကြေညာခဲ့သည်1962ခုဇန်နဝါရီလ29ရက်နေ့တွင်ကိုယ်စားလှယ်922ဦးတက်သောပါထဇညီလာခံကျင်းပသောအခါသခင်တင်အားပါထဇအဖွဲ့၏ဥက္ကဋ္ဌအဖြစ်တင်မြှောက်ကြပြီးနှစ်ဖက်အုပ်စုများညီမျှသည့်ဌာနချုပ်အမှုဆောင်16ဦးနှင့်အရန်15ဦးကိုရွေးကောက်နိုင်ကြသဖြင့်အဖွဲ့ကြီးမှာအစိတ်စိတ်မကွဲတော့ပဲညီညွတ်ရေးကိုထိန်းသိမ်းနိုင်ခဲ့သည် သို့သောတစ်ဖက်နှင့်တစ်ဖက်ရန်ဆောင်မှုများဆက်လက်ကြံရင်ခဲ့သည်၏အစိုးရဆက်ရန်နေရာကြီးကမူဝင်ကြီးချုပ်ဦးနုကောင်းဆောင်သောဝင်ကြီးကိုဦးနှင့်ဆက်လက်စခန်းသွားကနိုင်ငံကိုအုပ်ချုပ်ခဲ့နိုင်ခဲ့လေသည်ပါရဇအကြီးအပိုင်းပိုင်းကွဲသွားပါကထိုအကွဲကိုအကြောင်းပြုအာဏာသိမ်းရန်ဆောင်နှန်းနေသူဗိုလ်နေဝင်းအဖို့မချင်မရဲဖြစ်နေရရှာသည်ဝင်းမလီကြီးအာတက်လာလေပြီ ပါထဇအစိုးရတက်လာပြီးလအနေငယ်အတွင်းဗုဒ္ဓဘာသာကိုနိုင်ငံတော်၏ဘာသာဖြင့်အတိအမှတ်ပြုရန်ဝန်ကြီးချုပ်ဦးနုကစီစဉ်သောအခါဘာသာရေးကိစ္စသည်ပြဿနာအကြီးဆုံးအမှုဖြစ်သဖြင့်ပရိပက္ခလာတော့မည်ဖြစ်ပြီးမိမိခွင့်ရေးလဲလာလေပြီဟုယူဆကဘိုးနေဝင်းလက်ခမောင်းခတ်လေတော်သည်မြန်မာဗုဒ္ဓဘာသာခေါင်းဆောင်တို့သည်အင်္ဂလိပ်လက်အောက်မှလွတ်လပ်ရေးအတွက်အရေးဆိုစဉ်ကပင်လွတ်လပ်သောမြန်မာနိုင်ငံတည်ထောင်ချိန်၌နိုင်ငံတော်၏ဘာသာကိုဗုဒ္ဓဘာသာအဖြစ်သတ်မှတ်ရန်စိတ်ကူးရင်ခဲ့ကြသည် 1948ခုနှစ်မေလကဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရန်ဖဆပလအဖွဲ့ချုပ်ပနာမညီလာခံကျင်းပရန်စီစဉ်စဉ်ကာလကပင်ရဟန်းတော်အချို့နှင့်နိုင်ငံရေးခေါင်းဆောင်များကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်စေရန်ရေးသားဟောပြောလှုံ့ဆော်ခဲ့ကြသည်အဖွဲ့ချုပ်၏ခေါင်းဆောင်ဥက္ကဋ္ဌဦးအောင်ဆန်းကမူတမရဟာဗုဒ္ဓဘာသာဖြစ်ရမယ်ဆိုရင်မှားတယ်ဒီလိုလုပ်ကြရင်နိုင်ငံတော်ကကန်ဆိုးမိုးမောင်ကြတာပဲဟုပြတ်သားစွာပြောဆိုဆန့်ကျင်ခဲ့သည်ဘာသာကိုင်းဆိုင်သူဥပချိုကနိုင်ငံတော်ဘာသာအဖြစ် ဗုဒ္ဓဘာသာဖြစ်ရမည်ဟုညီလာခံတွင်တရားဝင်အဆိုတင်သောအခါတွင်လည်းဦးအောင်ဆန်းကပြင်းထန်ပြတ်သားစွာကန့်ကွက်ခဲ့၏ဒီလိုမဟုတ်မှရှောက်လို့နေကြရင်ကျွန်တော်တို့တိုင်းပြည်ဟာမကြာမီပျက်စီးပြိုကွဲပြီးကျွန်တော်တို့ဖြစ်သွားနိုင်ပါတယ်ကျွန်တော်တို့တိုင်းပြည်မှာအလောင်းဖျားလက်ထက်ကလေးကမွတ်စလင်တွေရှိတယ်ဘရင်းကြီးတွေရှိတယ်အစတုန်းကရှိခဲ့တဲ့နတ်ကိုးကွယ်တဲ့တောင်တန်းသားတွေရှိတယ်အဲ့ဒီတောင်တန်းသားတွေကအင်္ဂလိပ်လက်အောက် တုံးကအချို့ခရီးရန်တွေဖြစ်ပြီးအယိုးဆွဲနေကြတာတွေရှိတယ်သူတို့တွေဟာအားလုံးနိုင်ငံသားတွေပဲတိုင်းပြည်ကိုကျွန်တွင်းကလွတ်အောင်တိုက်ထုတ်ကြတော့ငါကျွန်တော်တို့ကြီးမဟုတ်ဘူးသူတို့တွေပါကြပါတယ်အခုကျွန်တွင်းကလွတ်မယ်မကြံသေးဘူးသူတို့ပေါ်မှာအနိုင်ကျင့်ပြီးငါတို့လူများစုရဲ့ဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ရမယ်လို့လှုပ်လိုက်ရင်ကျွန်တော်တို့ကခွေးလောက်တောင်အတုံးမကြတဲ့အကောင်တွေဖြစ်သွားမှာပေါ့ဆရာ တိုင်းပြည်ကိုတိုင်းပြည်လို့တွေးစမ်းမှာတိုင်းပြည်တစ်ခုလုံးစီးအောင်ကြဖို့လိုတယ်နိုင်ငံတော်ဘာသာကိုဗုဒ္ဓဘာသာလုပ်ချင်ရင်ဗုဒ္ဓဘာသာနိုင်ငံတော်လို့ဆရာကြီးညာကျွန်တော်မပါဘူးဟုဦးအောင်ဆန်းကကန့်ကွက်သဖြင့်ဆရာတော်ကြီးတို့ပါဝင်ရောက်ဆွေးနွေးဟောပြောရေးသားလှုံ့ဆော်ကြပြန်သည်အေးလောကကိုခေါင်းဆောင်သူအများတို့ကကန့်ကွက်သည်ဖဆပလအဖွဲ့ချုပ်အတွင်းရှိဖဆပလခေါင်းဆောင်အချို့ကလည်းတဘောမတူကြောင်းဆန္ဒပြုကြသည်ဘာသာကြားတို့ရာမကဗုဒ္ဓဘာသာဝင်များကလည်းကန့်ကွက်ကြသည်ကန့်ကွက်သူများတွင်ခေါင်းဆောင်ဖြစ်သူဦးအောင်ဆန်းကသူများထက်ပြင်းစွာကန့်ကွက်သည်အစကားပြောလေတိုင်းလူရင်းကိုထိခိုက်အောင်ရှင်းရှင်းပြောလို့ရှိသဖြင့်မကျေနပ်သူများပေါ်လာသည်တချီရင်ဦးအောင်ဆန်းကစူညံစွာရေးသားဝေဖန်ကြတော့သတင်းစာတို့ကခွေးဟောင်တိုင်းထားကြည့်မနေနိုင်ဘူးပြောမိသဖြင့်ဘာသာရေးသာသနာရေးရက်ကွက်တွင်ပြင်းစွာကြရိုက်ရိုက်ခဲ့သည်ထို့ကဘယင်ကဆာဟူဘရန်စ်ကဒုတိယဥက္ကဋ္ဌတခင်တို့ကတူတိတ်ဖိတ်ခေါ်၍ဘာသာရေးကိစ္စကိုကိုင်တွယ်လင်တတိကြီးစွာထား၍ပြောဆိုတင်ကြောင်းထောက်ပြပြီးတတိပေးကအကြံပြုသည်ဘယင်ကအခြေခံဥပဒေတွင်ဘာသာရေးကိစ္စကိုချွင်းချံထားလင်ဗုဒ္ဓဘာသာဝင်များမကြေမနက်ဖြစ်နိုင်တဲ့ပြင်အိုင်ယာလန်ဥပဒေကဲ့သို့ရေးဆွဲတင်သည်ဟုတိုက်တွန်းပြီးအိုင်ယာလန်ပြည်အခြေခံဥပဒေစာအုပ်ကိုပေး၍အကြံပြုသည်ဗုဒ္ဓဘာသာသည်နိုင်ငံတော်၏လူအများစုတို့ကကိုးကွယ်သောဘာသာဖြစ်သည်သို့သောအခြားဘာသာများလည်းရှိပေသည်ဟု
ဟုချိပေသည်ဟု၍ဥပဒေပြုတင်ကြောင်းအကြံပေး၏ဦးနုကထိုစာအုပ်ကိုဦးအောင်ဆန်းအားပေး၍ရှင်းပြသည်ဦးအောင်ဆန်းကလက်ခံသဘောတူသည်ဖြင့်ဘာသာကိစ္စကိုဆက်လက်ဆွေးနွေးခြင်းမပြုဘဲဥပဒေမူချက်မှာချောမောစွာရေးနိုင်ခဲ့ကြလေသည်1948ခုမြန်မာနိုင်ငံ၏အခြေခံဥပဒေ၌ဘာသာရေးနှင့်ပတ်သက်၍ပုံမှန်21တွင်ပြည်လဲသောရေးသားချက်ကိုအစစ်စစ်သဘောတူခဲ့ကြလေသည်1ဗုဒ္ဓဘာသာသာသနာတော်သည်နိုင်ငံတော်နိုင်ငံသားအများဆုံးကိုယ်ကိုယ်ရဖြစ်သောဂုဏ်ထူးဝိသေသနာနှင့်ပြည့်စုံသည့်ဘာသာကြီးဟုပြည်တော်စုမြန်မာနိုင်ငံတော်ကအတိအမှတ်ပြုသည်2နိုင်ငံတော်သည်အစ္စလာမ်ဘာသာခရစ်ယာန်ဘာသာဟိန္ဒူဘာသာနတ်ကိုးကွယ်သောဘာသာစသည့်ဘာသာတို့ကိုဤနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတည်ပြုသောအချိန်၌နိုင်ငံတော်တွင်ရှိနေကြသောဘာသာအချို့ဟု၍သတ်မှတ်အတည်ပြုသည်ဥပဒေမှာဤစာပိုက်ကိုမှီညမ်းပြု၍ဖာစာပါလအစိုးရကဗုဒ္ဓဘာသာသာသနာရေးကိစ္စရပ်များကိုစွမ်းဆောင်နိုင်ခဲ့ကြသည်အစိုးရအဖွဲ့၌ပဲသာသနာရေးဝန်ကြီးဌာနကိုဖွဲ့စည်း၍ဝန်ကြီးတဦးကတာဝန်ယူလှုပ်ဆောင်နိုင်ခဲ့သည်တန်ခဝိနည်းစရအဥပဒေပါဠိတက္ကသိုလ်နှင့်ဓမ္မစရိယအဥပဒေများကိုလွတ်တော်မှပြဋ္ဌာန်းနိုင်ခဲ့သည်ဗုဒ္ဓသာသနာကောင်စီကိုလည်းအစိုးရကတာဝန်ယူ၍ဖွဲ့စည်းပေးနိုင်သည်ဗုဒ္ဓဘာသာဝင်တို့အတွက်တာမကအခြားဘာသာဝင်နိုင်ငံသားများအတွက်လည်းအစိုးရကလိုအပ်သလိုကူညီထောက်ပံ့လှုပ်ဆောင်ပေးခဲ့သည်သက်ဆိုင်ရာဘာသာများသို့ဘာသာဝင်ဥယျာဉ်အလိုက်ငွေကြေးလှူဒန်းခဲ့သည်ထိရောက်သောလုပ်ငန်းတစ်ခုမှာအစ္စလမ်ဘာသာ၏အရေးပါသောကိုရ်အာန်ကျမ်းကိုမူရင်းအာရေဗျဘာသာမှမြန်မာဘာသာဖြင့်ပြန်ဆိုရေးအတွက်ရန်ပုံငွေကိုအစိုးရကမာတီပေးခဲ့သည်ရန်ကုန်မြို့၌ပရိုတက်စတန့်ဂိုင်းပေါင်းစုံညီလာခံကျင်းပစဉ်ကတမန်ကျမ်းစာစာအုပ်များကိုအစိုးရကဝယ်ယူဝေငှခဲ့သည်အီတလီပြည်ဗာတီကန်မြို့တော်ရှိပုပ်ရဟန်းမင်းကြီးအားဂါရဝပြုရန်အတွက်မြန်မာကက်သလစ်ဘာသာခေါင်းဆောင်များ၏အဖွဲ့တစ်ဖွဲ့ကိုအစိုးရစည်းဖြင့်ပို့ဆောင်ပေးခဲ့ပြီးအလားတူမွတ်စလင်ဘာသာဝင်များအတွက်အာရေဗျနိုင်ငံမက္ကာသို့ဝတ်ပြုရန်အဖွဲ့တစ်ခုကိုအစိုးရကစေလွှတ်ပေးခဲ့သည်ဝန်ကြီးချုပ်ဦးနုကနိုင်ငံခြားခရီးထွက်စဉ်တွင်ဗာတီကန်မြို့တော်သို့တွားရောက်၍ပုပ်ရဟန်းမင်းကြီးအားဂါရဝပြုပြီးအပြန်တွင်ခရစ်ဝင်ပုံတော်ကားများပုပ်ရဟန်းမင်းကြီးပုံတော်များစာအုပ်များတည်ဆောင်ရင်းမြန်မာခရစ်ယာန်များသို့ဝေငှသည်ဂျော်ဒန်သို့တွားရောက်ကဂျော်ဒန်မြစ်ရင်နှင့်လဝကတိုင်ပုံများတည်ယူဝေငှခဲ့၏ဖာစာပါလအစိုးရကဘာသာရေးကိုအားပေးစေကမူဘာသာရေးကိုအခြေပြု၍နိုင်ငံရေးလှုပ်ဆောင်မှုကိုမူအားမပေးခဲ့ပေဖာစာပါလအဖွဲ့ကြီးတိဆောက်စဉ်နေသူတွေညီလာခံခေတ်ကအဖွဲ့ချုပ်အတွင်းရှိလူလူတန်းစားအဖွဲ့များတွင်ဗမာမွတ်စလင်ကွန်ဂရက်ဘာမာကအမည်နှင့်တက်ကြွသောနိုင်ငံအဖွဲ့တစ်ခုဖွဲ့ပါဝင်ခဲ့သည်လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်ကဘာမာကတို့သည်အခြားအဖွဲ့အစည်းများထပ်ပင်ပုံမူတက်ကြွစွာလှုပ်ရှားခဲ့သည်လွတ်လပ်ရေးရရှိပြီးဖာစာပါလအစိုးရတက်လာသောအခါနိုင်ငံရေးနှင့်ဘာသာရေးရောရှက်ခြင်းမပြုဘဲတတိတခြားစီတည်နေကြရန်မူချမှတ်ထားခဲ့တော်လဲဘာမကအဖွဲ့ကိုတတိမမူမိကြပဲပူးရဲလက်ခံထားခဲ့သည်နောက်ပိုင်းတွင်ဖာစာပါလအဖွဲ့ကြီးအဖွဲ့တစ်ခုသည်ဘာသာရေးအဖွဲ့တစ်ခုဖြစ်နေသည်ကိုတတိပြုမိသောကြောင့်အဆိုပါဗမာမွတ်စလင်အဖွဲ့ကိုဖျက်သိမ်းရန်1955ခုဒီဇင်ဘာ29ရက်နေ့ကညွှန်ကြားခဲ့သည်ဝန်ကြီးချုပ်ဦးနုကဘာမကတွေကဗမာတွေပါမွတ်စလင်တွေဘာသာယူထားတဲ့ဗမာတွေပါမွတ်စလင်ဘာသာယူထားတာမို့တိကျဖွဲ့တဲ့တယ်လို့ခင်ဗျားတို့ကပြောလာရင်ဗမာခရစ်ယာန်တွေလည်းဖွဲ့ဗမာဟိန္ဒူတွေကလည်းဖွဲ့လာလိမ့်မယ်ဗမာဗုဒ္ဓဘာသာတွေကလည်းဖွဲ့လာလိမ့်မယ်ပြည်တော်သားလုပ်ငန်းတွေပြပြီးစီးအောင်တာနဲ့ဘာသာကိုပြပြီးစီးအောင်တာကပို့ပြီးလွယ်ကူပါတယ်ဘာသာကိုပြပြီးစီးအောင်တဲ့အဖွဲ့အစည်းတွေပေါ်လာရင်တိုင်းပြည်အတွက်မကောင်းပါဘာသာရေးကိုလွတ်လပ်စွာကိုးကွယ်နိုင်ပေမဲ့ဘာသာရေးမျှတမှုမရှိတဲ့အထီးကယုံတွေဖြစ်ပြီးတိုင်းပြည်အတွင်းတွေးချောင်းစည်းပါလိမ့်မယ်အခြားဘာသာရေးအဖွဲ့အစည်းတွေမှုလို့ပေါက်လာပြီးလွတ်လပ်ရေးကိုထိခိုက်နိုင်ပါတယ်1948ခုလွတ်လပ်ရေးရပြီးကတည်းကဘာမှကမရှိတဲ့ကြောင်းကျွန်တော်ပြောခဲ့ပါတယ်ဟုရှင်းပြသည်ကိုဘာမှကအဖွဲ့ကလက်ခံကအဖွဲ့ကိုဖျက်သိမ်းပေးခဲ့သည်ယင်းတို့ဘာသာပေါင်းစုံလွတ်လပ်စွာထွန်းပနေတော့လေဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်တတ်မှတ်ရန်ကိစ္စမှာရက်တက်မတော်ပဲဆက်လက်အားထုတ်ခဲ့ကြပြန်သည်1952ခုဒီဇင်ဘာ26ရက်နေ့ကပြည်သူ့လွှတ်တော်အစည်းအဝေး၌ပြည်ထောင်စုမြန်မာနိုင်ငံကိုဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ်အတီလင်းကြီးညာပါရန်အစိုးရအားပါလီမန်ကအကြံပေးထောက်ခံကြောင်းအဆိုကိုရန်ကုန်မြို့ကြီးမြင့်၌အမတ်ဒေါခင်လာကတင်သွင်းသည်တောလေသူဒီတို့ဥပဂျိုဤသမီးကဖခင်ဆန္ဒလက်စာကိုထပ်မံအားထုတ်ပြန်သည်ထိုအဆိုကိုပဲခူးကျေးလက်မြောက်ပိုင်းအမတ်ဘိုခင်မောင်ကထောက်ခံခဲ့၏ထိုအဆိုကိုသာသနာရေးဝန်ကြီးဦးဝင်းကခေါင်းဆောင်ကန့်ကွက်ခဲ့သဖြင့်ပြက်ပြဲသွား၏ဦးဝင်းကဗမာတွေလွတ်လပ်ရေးရလင်ဘာသာရေးချုပ်ချယ်မှုပြုကြလိမ့်မည်ဟုအင်္ဂလိပ်တွေကခြေထိုးခဲ့ပါတယ်ကျွန်တော်တို့လူအများစုကဘာသာကိစ္စကိုအတိုင်းအရှည်မညီအောင်လုပ်ရန်မသင့်ပါဟုအကြောင်းပြခဲ့သည်သို့သော1962ခုဩဂုတ်လတွင်မူအခြေခံဥပဒေပုံမှန်21ကိုဗုဒ္ဓဘာသာသာသနာသည်နိုင်ငံတော်၏နိုင်ငံသားအများဆုံးကိုးကွယ်ရာဘာသာကြီးဖြစ်သည့်အားလျော်စွာနိုင်ငံတော်ဘာသာသာသနာဖြစ်စေရမည်ဟု
ပြင်ဆင်ချက်ဥပဒေကိုတင်သွင်းအတည်ပြုခဲ့သည်စထသင်္ဃာယနာတင်အောင်ပွဲနှင့်သာသနာ2500ပြည့်ပွဲကို1956ခုနှစ်ကကဘာအေးမဟာပါဒနာလှိုင်ကူတွင်ကျင်းပစဉ်ဆရာတော်ကြီးများကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာပြုရန်တိုက်တွန်းကြစဉ်ကအခြားဘာသာဝင်နိုင်ငံသားများအထင်မြင်မှလျှင်အမျိုးသားစည်းလုံးရေးပြပြနိုင်သဖြင့်မပြုသင့်သေးကြောင်းနှင့်ဝန်ကြီးချုပ်ဦးနုကညင်းဆိုအလျှောက်ထားခဲ့သည်၃နှစ်ခန့်ကြာသော1959ခုနှစ်စက်တင်ဘာလ26ရက်နေ့တွင်မကြာမီကျင်းပမည့်ရွေးကောက်ပွဲအတွက်တန်ရှင်းဖာသာပါလာ၏ရွေးကောက်ပွဲလမ်းစဉ်ကိုကြေညာသောအခါတွင်ဦးနုကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ရန်ဘာသာကြားကောင်းဆောင်များနှင့်ညှိနှိုင်း၍လှုံ့ဆော်မည်ဟုရွေးကောက်ပွဲကတိတစ်ခုအဖြစ်ဆုံးဖြတ်ထုတ်ဖော်ခဲ့လေသည်ဝန်ကြီးချုပ်ဦးနုသည်သူအာဏာပြန်ရသောအခါတွင်ရွေးကောက်ပွဲကတိအတိုင်းအားထုတ်လှုံ့ဆော်ခဲ့လေသည်တန်ဃာတော်23ပါးနှင့်လူပုဂ္ဂိုလ်22ဦးပါဝင်သည့်ဗုဒ္ဓဘာသာသာသနာတော်ကိုနိုင်ငံတော်ဘာသာသာသနာအဖြစ်ပြဋ္ဌာန်းသတ်မှတ်ရေးဆိုင်ရာအကြံပေးအဖွဲ့ကို1960ခုဧပြီလ4ရက်နေ့တွင်ဖွဲ့စည်းလိုက်လေသည်ဥက္ကဋ္ဌရိတ်ခါတော်ရနိုင်ငံတော်တရားဝင်ကြီးချုပ်ဦးသိန်းမောင်ဦးစီးသောအဖွဲ့သည်ဗုဒ္ဓဘာသာဝင်များထံမှအကြံပေးချက်များနှင့်အခြားဘာသာဝင်များ၏စိုးရိမ်ကြောင်းကြမှုများကိုစုံစမ်း၍၎င်းတို့၏လွတ်လပ်စွာကိုးကွယ်စောင့်တည်နိုင်သောအခွင့်အရေးကိုစိုးစင်းမှမထိခိုက်အောင်လှုံ့ဆော်မှုအတွက်အကြံပေးကြရန်တာဝန်ကိုလှုံ့ဆော်ကြရသည်တိုင်းပြည်မှာအကြံပေးအဖွဲ့ကိုဖွဲ့စည်းခြင်းမှစတင်ကတုံ့နှုတ်စုပွက်သွားတော်သည်ဘာသာကြားများသာမကဗုဒ္ဓဘာသာဝင်မြန်မာများကလည်းကန့်ကွက်သူများရှိသည်1960ခုဒီဇင်ဘာလ19ရက်နေ့ကမြစ်ကြီးနားမြို့သို့တွားရောက်ခါအကြံပေးအဖွဲ့ကိုအင်အား9000ခန့်ရှိလူထုကဆန္ဒပြကန့်ကွက်ကြသည်မိရထားနှင့်တန်တဲကိုခဲများနှင့်ပေါက်ကြသဖြင့်ရုံးရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်ဝန်ကြီးချုပ်ဦးနုကအခြားဘာသာဝင်များနှင့်တွေ့ဆုံရှင်းလင်းပြောဆိုရာတွင်လည်းအများစုတို့ကကန့်ကွက်ညှင်းဆိုကြသည်ကိုတွေ့ရသည်ဗုဒ္ဓဘာသာကိုနိုင်ငံတော်သာသနာပြုရေးအစီအစဉ်ကိုဗုဒ္ဓဘာသာဝင်ဖြစ်သောတမရဟောင်းဆက်ရွှေတိုင်ဝန်ကြီးချုပ်ဟောင်းဦးထွန်းဖေစသောပုဂ္ဂိုလ်များကလည်းအစည်းအဝေးမျိုးကျင်းပ၍ကန့်ကွက်ကြ၏တန်ရှင်းသို့မဟုတ်ပါရဇအစိုးရကိုနိုင်ငံရေးကိစ္စအထွေထွေတို့၌ထောက်ခံခဲ့သောပမညတအဖွဲ့ကြီးကလည်းနိုင်ငံတော်သာသနာပြုသဖြင့်မုံတီခြင်းရန်ပြုခြင်းစိတ်ဝမ်းကွဲပြားခြင်းစသည့်မလိုလားအပ်သောပြဿနာများပေါ်ပေါက်လာနိုင်သည်ဟုအကြောင်းပြု၍ကန့်ကွက်လေသည်တီမြဲဖဆပလကမူရင်းကိစ္စကိုသဘောမတူနိုင်ကြောင်းပြင်းထန်စွာကန့်ကွက်သည်အဆိုကိုလွှတ်တော်သို့တင်သွင်းသောအခါနိုင်ငံတွင်းရှိသာသနာဘာသာသာသနာအားလုံးညှိုးနှွမ်းရပါမည်ပြည်ထောင်စုကြီးပြိုကွဲပါမည်ဟုအကြောင်းပြ၍တီမြဲကောင်းသောသခင်တာခင်ကကန့်ကွက်သွား၏ပါရဇအစိုးရအဖွဲ့ဝင်ဦးရာရှင်နှင့်ဝင်ကြီးဦးဇာရဲလျံတို့ကလွတ်တော်တွင်စန့်ကျင်တင်ပြကန့်ကွက်ကြသည်ရင်းတို့ကန့်ကွက်ကြတော့လဲလွတ်တော်၌အဆိုကိုမဲခွဲဆုံးဖြတ်သောအခါဥပဒေကျမ်းကိုထောက်ခံမဲ324မဲရရှိ၍ကန့်ကွက်မဲက28မဲသာရှိသဖြင့်တတိယမြောက်အခြေခံဥပဒေပြင်ဆင်ချက်ဥပဒေမှာငြိမ်းချမ်းစွာအတီးဖြစ်သွားခဲ့လေသည်နိုင်ငံတစ်ခုလုံးအယူဆကွဲပြားကြသဖြင့်တစ်ဖက်နှင့်တစ်ဖက်ဝေဖန်ဆွေးနွေးကြရင်တွေးပူလာကြတော့လေမြကြီးနားမြို့ဆန္ဒပြပွဲမှာတပါပရိပခကြီးစွာမဖြစ်ခဲ့ပဲငြိမ်းချမ်းစွာပြီးမြောက်ခဲ့သည်တဖန်နိုင်ငံတော်ဘာသာကိုအတည်ပြုပြီးသည့်နောက်ဗုဒ္ဓဘာသာမဟုတ်တော့အခြားဘာသာများအခွင့်အရေးကိုတိုးမြင့်ခြင်းဘာသာတိုင်းဘာသာရေးရာတင်ကြားမှုအားပေးရေးပြည်သူ့ဗန္ဓာမှာငွေကြေးထောက်ပံ့ရေးစသည့်အချက်များကိုအစိုးရကလှုံ့ဆော်ရန်အတွက်စရုပ်သားမြောက်အခြေခံဥပဒေကိုရေးဆွဲ၍လွှတ်တော်သို့တင်သွင်းသောအခါ၌တမျိုးစုပွဲကြပြန်သည်ဤတချီတွင်တန်ဃာအသင်းဖွဲ့များတို့ကစန့်ကျင်ကန့်ကွက်ကြသည်စရုပ်သားပြင်ဆင်ချက်၌လွတ်လပ်စွာယူဆနိုင်သောအခွင့်အရေးလွတ်လပ်စွာကိုးကွယ်တည်ဆောက်နိုင်သောအခွင့်အရေးလွတ်လပ်စွာသင်ကြားနိုင်သောအခွင့်အရေးရရှိစေရမည်ပါရှိသည်မှာဘာသာတိုင်းအခွင့်အရေးဖြစ်သဖြင့်ဘာသာတိုင်းသည်နိုင်ငံတော်ဘာသာဖြစ်သွားလေပြီဟုဆိုကာယဟန်အဖွဲ့အစည်းများကပြင်းထန်စွာလှုပ်ရှားကန့်ကွက်ကြပြန်သည်တနေ့တွင်ရာပေါင်းများစွာသောတန်ဃာသူကြီးကအတွင်းဝင်ရုံဝင်အတွင်းဝင်ကဆန္ဒပြကြသည်ရုံးတစ်ဝိုက်တွင်စုယုံကြသည့်တန်ဃာတော်များသည်ပြင်းထန်စွာဒေါသထွက်နေကြသည်သတင်းတောင်များကိုမင်းဘယ်သတင်းစာကလဲဟုမေး၍ပြင်ဆင်ချက်ကိုထောက်ခံသည့်သတင်းစာမှဖြစ်ပါကဆဲဆို၍ရိုင်မောင်းပုံမောင်းပြုသဖြင့်သတင်းတောက်တို့မှတန်ဃာတို့အနီးမကောက်ကွဖြစ်နေ၏ထိုစူပွက်နေသောတန်ဃာတို့ကြီးနှင့်မိမိဆွေးနွေးမိဆိုကဝန်ကြီးချုပ်ဦးနုသည်ဘူအောင်ကျော်လမ်းမှအတွင်းဝင်ရုံသို့တဦးတည်းချီတက်သောအခါလမ်းအပြည့်ရှိသောတန်ဃာတို့ကလက်အုပ်ချီ၍ပြုံးရွှင်စွာဝင်ရောက်ခဲ့သည်သူ၏ဘေးတွင်အကြံပေးအရာရှိတဦးမှတပါလက်နက်ကင်အဆောင်မပါပဲရဲရင်စွာဝင်လာသောအခါအကြောက်လွန်နေသည့်သတင်းတောက်များပါဝန်ကြီးချုပ်၏နောက်မှစုယုံလိုက်ပါမိကြသည်စူပူနေသည့်တန်ဃာများသည်လက်အုပ်ချီထားသောဝန်ကြီးချုပ်အားရှဲကနေလမ်းပေးမိကြသည်တန်ဃာကိုယ်စားလှယ်များနှင့်တွေ့သောအခါဦးနုကဘာသာတိုင်းမျှတညီညွတ်သောအခွင့်အရေးရရှိရန်ဆောင်ရွက်ရကြောင်းအချိန်ကြာမြင့်စွာလျှောက်ထား၍တောင်းပန်သည်ဆရာတော်များကလက်မခံအရှင်ဘုရားတို့ရာဇဝင်ကိုပြန်ကြည့်ပါမင်းတို့မေလက်ထက်ကခရစ်ယာန်ဘာသာမွတ်စလင်ဘာသာတွေကိုထောက်ပံ့လူရန်ခဲ့ပါလေဟုလျှောက်ထားသောအခါဆရာတော်ဘုရားကအဲ့ဒီခေတ်တုန်းကငါတို့မရှိလို့ငါတို့မရှိလို့ပေါ့ကွာငါတို့ရှိတယ်မင်းတို့ကိုလည်းကန့်ကွက်မှာပဲဟေးဟုဖြေဆိုသည့်အထိတင်းမာခဲ့တော့လေနေထိုင်၍
မိုးချုပ်သောအခါတန်ဃာတော်များသည်တက်ရုပ်သွားကြသည်ဤသို့ဖြင့်စရုဒ္ဓအကျင့်ဥပဒေပြင်ဆင်ချက်မှာလည်းအတီးဖြစ်သည်ဖြင့်မြန်မာနိုင်ငံ၏ဘာသာမှန်များကိုအားပေးသောနိုင်ငံဖြစ်လာခဲ့၏တနည်းအားဖြင့်ငြိမ်းချမ်းစွာပြည့်ပြတ်သောသဖြင့်စစ်တပ်ကအကြောင်းပြကအာဏာလူချင်းမပြုနိုင်ပြန်ဗိုလ်နေဝင်းကအာမလျှော့ဆက်ရန်ရှိသေးသည်ကိုစောင့်ကြည့်နေခဲ့သည်ပါထဆအစိုးရသည်တူတောင်းသောကာလကိုသာအုပ်ချုပ်ခွင့်ရကြတွင်ပြဿနာအများဆုံးကိုရင်ဆိုင်ဖြေရှင်းရသည့်အစိုးရဖြစ်၏နိုင်ငံတော်ဘာသာအတည်ပြုပြီးအခြေအနေငယ်အတွင်ပြည်내တောင်းဆိုမှုများအရေးကိုဖြေရှင်းရပြန်သည်လွတ်လပ်သောဗမာပြည်သက်ကိုထူထောင်ရမှာတိုင်းရင်းသားလူနည်းစုလူများစုအားလုံးသဘောတူတဲ့နည်းနဲ့လွတ်လပ်စွာတည်ထောင်ရန်ကတိပေးပါသည်ဟု1946ခုဇန်နဝါရီလ18ရက်ရွှေတကုံစေတီအလဲပစ္စယံဖာစာပါလပထမညီလာခံတွင်တိုင်းရင်းသားလူမျိုးစုများအရေးအဆိုကိုဒီတော့ဥပချိုတင်သွင်းခဲ့သည်ရှေးကောင်းဆောင်များသည်အမြင့်ကျဲစွာစီစဉ်ခဲ့ကြသည်ထိုမူအရ1948ခုပနာမညီလာခံမှာအခြေခံဥပဒေရေးဆွဲစဉ်ကလူမျိုးစုများအတွက်ကပြည်ထောင်စုပြည်နယ်ခကိုပိုင်အုပ်ချုပ်ရပြည်နယ်နှင့်ကလူမျိုးစုပြည်နယ်ဟုသတ်မှတ်ခဲ့သည်တစ်ပထဝီနယ်နိမိတ်ထင်ရှားရှိခြင်းနှစ်မြန်မာစကားမဟုတ်သည့်ဘာသာစကားရှိခြင်းသုံးယဉ်ကျေးမှုတစ်မျိုးတည်းရှိခြင်းလေးရာဇဝင်အစဉ်လာတစ်မျိုးတည်းလူစုရှိခြင်း5စီးပွားရေးလုံလောက်ခြင်း6လူဦးရေအတော်တန်ရှိခြင်း9ပြည်ထောင်စုအဖွဲ့ဝင်တီးခြားနေလို့ဒီဆန္ဒရှိခြင်းတို့ကိုစံပြု၍သတ်မှတ်ခဲ့ရာရှမ်းပြည်နယ်ကိုပြည်ထောင်စုပြည်နယ်ကချင်နှင့်ကရင်နီလူမျိုးစုတို့ကိုကိုပိုင်အုပ်ချုပ်ရပြည်နယ်နှင့်ချင်းမျိုးသားတို့ဟာလူမျိုးစုပြည်နယ်ဟုသတ်မှတ်ခဲ့ကြသည်ထိုစဉ်ကရခိုင်နှင့်မွန်တို့ဟာမြန်မာများဟုယူဆခဲ့၏သို့သောရခိုင်ခေါင်းဆောင်တချို့ကရခိုင်ပြည်ကိုတီးခြားပြည်နယ်ပေးရန်1930ခုနှစ်အင်္ဂလိပ်အစိုးရခေတ်ကပင်တောင်းဆိုခဲ့ကြသည်အင်္ဂလိပ်တို့ကရခိုင်ဒေသကိုမြန်မာပြည်မှတစ်ဆက်တည်းထားသည်ကိုသူတို့ကလက်မခံလို့အခြေခံဥပဒေဆွဲကြခြင်းကလည်းရခိုင်ခေါင်းဆောင်များကတောင်းဆိုခဲ့သည်ရခိုင်ကိစ္စကိုဆွေးနွေးပါကဥပဒေကြီးနှောင်နေပြီးလွတ်လပ်ချိန်ဆောင်ဆိုင်ရမည်ဆိုသဖြင့်ရခိုင်တို့ကလျှော့ပေးခဲ့၏အခြေခံဥပဒေတွင်ပြည်내သစ်များသတ်မှတ်ခွင့်ကိုခွင့်ပြုထားသည်နှင့်ကျေနပ်ခဲ့ရသည်အခြေခံဥပဒေတွင်ပြည်내သစ်များသတ်မှတ်ခွင့်ကိုဖော်ပြပေးအပ်ထားချက်အရာတနေ့တွင်မှတောင်းဆိုကြမည်ဟုအားသွန်ထားခဲ့သည်လွတ်လပ်ချိန်တွင်ရခိုင်ပြည်내ရရှိရေးလှုပ်ရှားမှုများပြုသဖြင့်ရခိုင်တိုင်းဒေသအလိုက်အုပ်ချုပ်မှုစုံစမ်းရေးကော်မရှင်ကိုဝန်ကြီးဦးညိုထွန်းအားဥက္ကဋ္ဌပြု၍ဖွဲ့ခဲ့သည်ကြားပြည့်အစီရင်ခံစာတွင်ရခိုင်တိုင်းအုပ်ချုပ်မှုပြုပြင်ရေးကိစ္စများကိုသာထောက်ခံသွားခဲ့သဖြင့်ပြည်내ကိစ္စပျောက်သွားပြန်သည်ပြည်내ပေးရန်တောင်းဆိုမှုသည်ရပ်တန့်မသွားဘဲလွှတ်တော်တို့မကြာခဏတက်လာခဲ့သဖြင့်ဒေသအလိုက်ကိုပိုင်အုပ်ချုပ်ခွင့်စုံစမ်းရေးကော်မရှင်ကို1948ခုအောက်တိုဘာတွင်ဖွဲ့ခဲ့သည်၄နှစ်ကြာမှထွက်လာသည့်အစီရင်ခံစာတွင်ရခိုင်ပြည်내ကိစ္စနောက်ထပ်စုံစမ်းသင့်သည်ဟုဖော်ပြထားခဲ့သဖြင့်ဆိုင်းရပြန်သည်ပါထဆခေတ်တွင်တဖန်ပြည်내ရရှိရေးတောင်းဆိုမှုများထွက်လာသဖြင့်မွန်ပြည်내နှင့်ရခိုင်ပြည်내အကောင့်ထဲပေါ်ရေးကိုအကြံပေးရန်တမရဟောင်းဒေါက်တာဘာဦးခေါင်းဆောင်သည့်အဖွဲ့ကိုပါထဆအစိုးရက1960ခုဧပြီလတွင်ဖွဲ့ခဲ့ပြီးစုံစမ်းစေခဲ့သည်ရခိုင်ပြည်내ဟုသတ်မှတ်သင့်၏မသင့်၏ကိုရခိုင်လူထု၏စိတ်ဆန္ဒနှင့်ဆုံးဖြတ်ရန်လူထု၏ဆန္ဒခံယူပွဲကျင်းပသင့်ကြောင်းနှင့်အကြံပေးလွှာကို1961ခုဇန်နဝါရီလတွင်အစိုးရထံတင်သွင်းသောအခါရခိုင်ကောင်းဆောင်အချို့ကမဲပုံးထောင်၍ဆုံးဖြတ်ခြင်းမပြုပါနှင့်ဟုကန့်ကွက်ကြပြန်သည်အလားတူပင်မွန်ကောင်းဆောင်တို့ကလည်းမွန်ပြည်နယ်ပေးတင်မပေးတင်ဆိုတာကိုလူထုထံမဲဆန္ဒနဲ့မေးမြန်းခြင်းမပြုပါနှင့်ဟုကန့်ကွက်ကြပြန်သည်ဒေါက်တာဘာဦးကမူမဲပုံးထောင်၍လူထုအဆုံးဖြတ်စီဒီမှာပါလီမန်ဒီမိုကရေစီဖြစ်ကြောင်းအကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းဆွေးနွေးပွဲ၌ရှင်းပြခဲ့သည်ထိုကပမညတအဖွဲ့ကပြီးခဲ့သောရွေးကောက်ပွဲတွင်ပြည်내ရအောင်လှုပ်ဆောင်မည်ဟုကတိပေးခဲ့သောအမန်လောင်းများရွေးခံခဲ့ရသဖြင့်လူထုဆန္ဒခံယူမှုပြည်စည်းခဲ့ပြီးဖြစ်သောကြောင့်ဆန္ဒခံယူပွဲနောက်ထပ်ကျင်းပရန်မလိုဟုအကြံပေးပြန်သည်စင်စစ်အားဖြင့်ရခိုင်နှင့်မွန်လူထုအဖို့ပြည်내ရရှိရေးထက်စားဝတ်နေမှုဖွံ့ဖြိုးတိုးတက်ရေးသာအဓိကဖြစ်သည်သူတို့၏စိတ်တွင်ပြည်မကြီးနှင့်အတူနေမှတိုးတက်မည်ဟုယူဆလျှင်ပြည်내ရရှိရေးကိုကန့်ကွက်ကြမည်သာဖြစ်သည်ပြည်내ရရှိပါလျှင်ဥစွာပထမအခွင့်အရေးရကြမည့်သူတို့မှာခေါင်းဆောင်များသာဖြစ်သည်ထိုခေါင်းဆောင်များကမိမိတို့အကျိုးစီးပွားအတွက်လူထုဆန္ဒကိုမယူရဲပဲကြောက်ရွံ့နေကြသည်ဟုတုံ့ပြန်ဟောပြောသူများကဝေဖန်ကြသည်ဆန္ဒခံယူပွဲကိုကြောက်ရွံ့သူများနှင့်လူထုဆန္ဒအမှန်ကိုမဲပုံးနှင့်ဆုံးဖြတ်ပါဟုသောအင်အားစုနှစ်ခုတို့ညှင်းခုန်နေကြပြန်သဖြင့်မူရင်းကိစ္စအလျင်မြန်စွာပြည့်ပြည့်ရေးအတွက်တနည်းစီစဉ်ရပြန်၏မွန်ရေးရဝန်ကြီးတဦးနှင့်ရခိုင်ရေးရဝန်ကြီးတဦးခံထားမည်ပြည်내ပြင်ဆင်ရေးကော်မတီကိုပါဖွဲ့စည်း၍အချိန်ယူပြင်ဆင်ကြစေမည်ဟုအစိုးရကဆုံးဖြတ်ခဲ့သည်ထိုဆုံးဖြတ်ချက်အရရခိုင်ပြည်내တိုင်းရင်းသားညီညွတ်ရေးအဖွဲ့နှင့်ညှိကရွေးချယ်ရာတွင်ယာတုအဝေမညီသဖြင့်ဝန်ကြီးတဦးအစား2ဦးခန့်ထားရလေသည်ပထမ8လတွင်ဥပမြိုင်ကဝန်ကြီးအဖြစ်ဆောင်ရွက်ပြီးဒုတိယ2လတွင်ဦးကျော်မင်းကဝန်ကြီးယာတုကိုပြောင်းလဲထမ်းရွက်ရန်ခံထားခဲ့လေသည်8လကြာသောအခါပထမကာလဝန်ကြီးကယာတုမှနှုတ်ထွက်မပေးသဖြင့်ဒုတိယကာလဝန်ကြီးယာတုဆက်ခံမှုမပြုနိုင်သည့်ပြဿနာပေါ်သေးသဖြင့်စူညံနှင့်ညှိနှိုင်းရှင်းကြရပြန်လေသည်ရခိုင်ရေးရာဝန်ကြီးနှင့်အဖွဲ့က
ပြည်내ပြင်ဆင်ရေးအစီအစဉ်များနဲ့ရခိုင်ပြည်နယ်အတွက်အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကိုဆက်လက်ဆောင်ရွက်နေကြလေသည်မွန်ပြည်နယ်အတွက်မွန်ရေးရာဝန်ကြီးအဖြစ်နိုင်အောင်ထွန်းအားခံထားပြီးပြည်내ဖွဲ့ရေးကိုဆောင်ရွက်ကြသောအခါနေမြေကိစ္စမှာကြီးမားသောအခက်အခဲဖြစ်နေလေသည်အချို့ခေါင်းဆောင်များကမကူးမြို့ကိုမွန်ပြည်နယ်၏နယ်မြေဟုသတ်မှတ်လိုကြသည်မော်လမြိုင်မြို့နယ်ကိုလည်းမွန်ပြည်နယ်၏မြို့နယ်အဖြစ်သတ်မှတ်ရန်တောင်းဆိုသောအခါမြို့သူမြို့သား2000ကျော်တက်ရောက်သောလူထုအစည်းအဝေးကမိမိတို့မြို့ကိုမွန်ပြည်နယ်တွင်သို့မထည့်ရန်ကန့်ကွက်ကြသည်ဗိတ်နှင့်တဝယ်မြို့နယ်များကိုမွန်ပြည်နယ်တွင်ထားရှိရန်တောင်းဆိုချက်ကိုဗိတ်မြို့လူထုနှင့်တဝယ်လူထုကလက်မခံသဖြင့်ခက်ခဲသွားသည်တဖန်မွန်ပြည်နယ်မြို့တော်အဖြစ်တထုံမြို့ကိုရွေးချယ်၍တထုံခရိုင်နှင့်ကြိုက်ခမီခရိုင်ကိုမွန်ပြည်နယ်အဖြစ်သတ်မှတ်သည်ကိုပင်လူထုကကန့်ကွက်ကြပြန်သည်1962ခုအောက်တိုဘာလ29ရက်နေ့ကတထုံမြို့ရွှေစာရန်စီတော်ပရဝုံတွင်လူထုအစည်းအဝေးကျင်းပရာမြို့သူမြို့သား9000ကျော်တက်ရောက်သည်အစည်းအဝေး၌တထုံမြို့ကိုမွန်ပြည်နယ်တွင်သို့မထည့်ရန်ကန့်ကွက်ကြရာတွင်တထုံမြို့တွင်လူဦးရေ3,18,956 ဦးရှိသည့်အနက်မွန်အမျိုးသားဟု3,6864 သာရှိသဖြင့်လူနည်းစုသာဖြစ်ပါသည်ဟုအကြောင်းပြကြလေသည်မွန်ပြည်နယ်အရေးတွင်တထုံဒေသရှိပအို့လူမျိုးစုကဝင်ရောက်ဆွတ်ဖက်ပြန်သည်အနော်ဒါကပကံတို့ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့်မနူဟာဘရင်သည်ပအို့လူမျိုးဘရင်သာဖြစ်ကြောင်းရှေးသမိုင်းကပင်သွေးကွဲမှုများဖြစ်ခဲ့ကြကြောင်းဟောပြောကြသည်ထို့ကြောင့်မွန်ပြည်နယ်ဝန်ကြီးနှင့်ပြည်နယ်ပြင်ဆင်ရေးအဖွဲ့မှတိကျသောနယ်မြေသတ်မှတ်မှုမရှိနိုင်သေးသဖြင့်နှောင့်နှေးနေပြန်လေသည်တဖန်ချင်းမျိုးသားခေါင်းဆောင်များကလည်းချင်းပြည်နယ်ဖွဲ့စည်းပေးရန်တောင်းဆိုကြပြန်သဖြင့်အစိုးရမှဆက်လက်ညှိနှိုင်းနေရသည်ပြည်နယ်ကိစ္စသည်ကျေပြန့်လာသည်ကိစ္စအဝဝကိုမွန်ရခိုင်နှင့်ချင်းတို့သာမကရှမ်းပြည်ခေါင်းဆောင်များပါစုပေါင်းဖြည့်ရှင်းကြရန်ဝန်ကြီးချုပ်ဦးနုနှင့်လူမျိုးစုခေါင်းဆောင်များညှိနှိုင်းအားထုတ်ကြရန်ဆုံးဖြတ်ကြသောအခါဗိုလ်နေဝင်းကအားသက်သွားသည်ပြည်နယ်များကိစ္စကိုဝန်ကြီးချုပ်ဦးနုပြည်လည်အောင်ဆောင်ရွက်နိုင်မည်မဟုတ်ဟုသူကယူဆသဖြင့်အကြောင်းပြ၍အာဏာလုရန်အခွင့်ပေါ်ပြီးဟုဗိုလ်နေဝင်းကအားတက်မိခဲ့လေသည်သို့သောသူ၏တွက်ချက်လွဲမှားသွားခဲ့ပြန်သည်ဤအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လာမယ့်အခန်းများကိုလည်းဆက်လက်နားထောင်ပေးပါအောင်ခင်ဗျာ